မြတ်စွာဘုရား၏သာသနာတော်များအတွင်း၌မဉ္ဇဉ်ပူညာရတည်တဲ့အောင်တိုးတက်စီးတယ်နံပါတ်1အင်္ဂါရကပါလဲဆိုရင်နလက္ခဏာကုသလောဟောတိတထေသဘေကဝေဘေကုနလက္ခဏာကုသလောဟောတိဣဒဘေကဝေဘေကုကာမလက္ခဏမလက္ခဏောပန္နိတောတိယထဗုဒ္ဓနာပသနာတိဧဝံကောဘေကဝေဘေကုနလက္ခဏာကုသလောဟောတိဘေကဝေသန္တရာဘေကိုရှိလေရှိကြကုန်သောပရိသတ်လေးပါးခြေသားခြေသမီးတို့ကထေသအဘယ်တို့လျင်လက္ခဏာကုသလောအမှတ်လက္ခဏာ၌လိမ္မာကျွမ်းကျင်မှုနလက္ခဏာကုသလောဟောတိအမှတ်လက္ခဏာ၌လိမ္မာကျွမ်းကျင်မှုမရှိလေတည်းဘေကဝေသန္တရာဘေကိုရှိလေရှိကြကုန်သောပရိသတ်လေးပါးခြေသားခြေသမီးတို့ဣဒဤငါဖရာဤသာနာတော်၌ဘေကုယောဂီယဟန်သည်ဘာလောလူမိုက်ဟုသည်ကာမလက္ခဏာမိမိသည်ပြုလုပ်အပ်သောအကုသိုလ်ကံသာလင်မှန်ကြောင်းလက္ခဏာရှိ၏ပန္တိတောလူလိမ္မာပညာရှိဟုသည်ကာမလက္ခဏာမိမိသည်ပြုလုပ်အပ်သောကုသိုလ်ကံသာလင်မှန်ကြောင်းလက္ခဏာရှိ၏ဣတိဤသောယထာဘုဒ္ဓံဟုတ်တိုင်းမှန်စွာနပသနာတိကွယ်ကွယ်ပြပြမတိဘေကဝေသန္တရာဘေကိုရှိလေရှိကြကုန်သောပရိသတ်လေးပါးခြေသားခြေသမီးတို့ဧဝံစဤသို့လျင်ဘေကုယောဂီယံတိနလက္ခဏာကုသလောဟောတိအမလက္ခဏာ၌လိမ္မာကျွမ်းကျင်မှုမရှိသည်မည်ပေ၏လူမိုက်ဖြစ်ကြောင်းအမှလက္ခဏာလူလိမ္မာဖြစ်ကြောင်းအမှလက္ခဏာ၌လိမ္မာကျွမ်းကျင်မှုမရှိရင်ဒီသာသနာတော်မှာမဉ္ဇဉ်ပူညာရတည်တဲ့အောင်တိုးတက်စီကကြီးပွားခြင်းဗလီနဲ့မှမဖြစ်နိုင်ဘူးဘယ်လိုသက်ဆိုင်တယ်မြည်ရရှိတယ်နော်သက်ဆိုင်တဲ့အကြောင်းလေးရှိတယ်လူမိုက်ဆိုတာကဘာကိုလူမိုက်ခေါ်တယ်ဆိုရင်ဒီနိမာနိဘေကဝေဘာလတ္တဘာလလက္ခဏာနိဒုစိန္တိတာစိန္တိဒုက္ခတိတပါတိဒုက္ခတကာမကာရီလူမိုက်ဆိုတာလုပ်ရင်လည်းမကောင်းတာကြံစီရင်လည်းမကောင်းတာပဲကြံစီတယ်ပါဇက်ကပြောရင်လည်းမကောင်းတာကိုပဲပြောတယ်ကိုယ်မူရာကလုပ်ပြီဆိုရင်လည်းမကောင်းတဲ့အလုပ်ကိုသာလုပ်တယ်ဒါလူမိုက်ရဲ့လက္ခဏာပညာရှိဆိုတာကဘာလဲဆိုရင်ကိနိမာနိဘေခဝေပန္တိတတပန္တိတလက္ခဏာနိသုစေတိတာစိန္တိဟောတိတုဘာတိတာပါတိဒုက္ခတာကမ္မကာရီပညာရှိဆိုတာလုပ်ပြီဆိုရင်လည်းကောင်းတဲ့အလုပ်လုပ်တယ်ကြံစီရင်လည်းကောင်းတဲ့အကြံပဲကြံတယ်ပါဇက်ကပြောရင်လည်းကောင်းတာကိုပဲပြောတယ်ကိုယ်မူရာကလုပ်ရင်လည်းကောင်းတဲ့အမူအရာကိုသာလုပ်တယ်ဒါပညာရှိလို့ပြီးကြောင်းအမှတ်လက္ခဏာပဲဒါကိုဦးဇင်းတို့ပရမတ္ထနယ်ပယ်ကပြောရင်တော့မကောင်းတဲ့အကုသိုလ်ကံတွေကိုလုပ်နေတာကိုလူမိုက်ကောင်းတဲ့ကုသိုလ်ကံတွေကိုကြိုးစားအထောက်နေတာကိုလူလိမ္မာပညာရှိလို့ဒီလိုခေါ်ပါတယ်လူမိုက်နဲ့လူလိမ္မာပညာရှိကိုမှကွဲကွဲပြားပြားမသိရင်မဉ္ဇဉ်ပူညာမရနိုင်ဘူးမရနိုင်ကုန်ကိုအထက်ကရာကဆက်ပြောထားတယ်သောဧဝံအဇာနံတော့ဗာလေဟုတ်တဲ့တပါပန္တိတေနဒေဝတိသောထိုယောဂီပုဂ္ဂိုလ်သည်ဧဝံဤသို့လူမိုက်ဖြစ်ကြောင်းလူလိမ္မာဖြစ်ကြောင်းအမှလက္ခဏာကိုအဇာနံတော့မသိခဲ့သည်ရှိသောဘာလေလူမိုက်တော်ကိုဟုတ်တဲ့တဝရှောင်ကျင်၍ပန္တိတေပညာရှိတော်ကိုနဒေဝတိမမီဝဲလူမိုက်နဲ့လူလိမ္မာကိုမှခွဲခြားပြီးမသိတတ်ဘူးဆိုရင်လူမိုက်ကိုရှောင်ကျင်ပြီးတော့လူလိမ္မာကိုမှီဝဲထိကတ်တဲ့လုပ်ငန်းရဘယ်တော့မှမလုပ်နိုင်တော့ဘူးမလုပ်နိုင်ရင်ဘာဖြစ်မလဲသောဘာလေဝဇ္ဇတဝပန္တိတေအတေဝံတော့ကပ္ပိယကုသလတာဝဇအနဟောတကရုကလဟုကံတတ္တေကိစ္စအတ္တေကိစ္စကာရဏနာဇာနာတိသောထိုယောဂီပုဂ္ဂိုလ်သည်ဧဝံဤသို့အဇာနံတော်မတိကတိဘာလေလူမိုက်တော်ကိုဝဇ္ဇတဝရှောင်ကျင်၍ပန္တိတေပညာရှိတော်ကိုအတေဝံတော်မမီဝဲမရှိကခဲ့သည်ရှိသောကပ္ပိယအတ္တိမာတိကို၎င်းကုသလကုသိုလ်အကုသိုလ်ကို၎င်းသာဝဇအနဝဇအပြစ်ရှိတဲ့တရားအပြစ်မရှိတဲ့တရားကို၎င်းကရုကလဟုကံလေးသောအပြစ်ပေါ်သောအပြစ်ကို၎င်းတတ္တိကိစ္စအတ္တိကိစ္စကုစား၍ရကောင်းသောအပြစ်ကုစား၍မရကောင်းသောအပြစ်ကို၎င်းကာရဏအကြောင်းဟုတ်သည်အကြောင်းမဟုတ်သည်ကို၎င်းနာဇာနာတိမသိနိုင်ပေသောဧဝံအဇာနံတောကမ္မထာနာခေတဝါသောဧဝံအဇာနံတောကမ္မထာနာခေတဝါဟုတ်တိတုံနတကောတိသောထိုယောဂီပုဂ္ဂိုလ်သည်ဧဝံဤသို့အဇာနံတောမသိခဲ့သည်ရှိသောတန်ထိုသဘောတရားကိုအဇာနံတောမသိခဲ့သည်ရှိသောကမ္မထာနာကမ္မထာကိုခေတဝါတင်ယူ၍ဟုတ်တေတုံကမ္မထာတရားဤတို့ဘောအောင်ပြုလုပ်အံတော်ငါနတကောတိမစွမ်းနိုင်ပေ
အတ္တမအတ္တဆိုတာလည်းမသိဘူးကုသိုလ်အကုသိုလ်ကိုလည်းမသိဘူးအပြစ်ရှိတဲ့တရားအပြစ်မရှိတဲ့တရားကိုလည်းမသိဘူးလေးတဲ့အပြစ်ရှိတဲ့တရားပေါ့တဲ့အပြစ်ရှိတဲ့တရားတွေကိုလည်းမသိဘူးကုစားရရနိုင်တဲ့အပြစ်ကုစားလို့မရနိုင်တဲ့အပြစ်တွေကိုလည်းမသိဘူးအကြောင်းဟုတ်သည်အကြောင်းမဟုတ်သည်ကိုလည်းမသိဘူးဆိုရင်ကမ္မထတရားယူပြီးထိုကမ္မထတရားတိုးပွားအောင်ကြီးပွားအောင်ဘယ်နည်းနဲ့မှမလုပ်နိုင်ဘူး။ဘာကြောင့်မလုပ်နိုင်လဲ။ဒီကဆရာတော်ကဆက်ပြီးအကြောင်းပြထားတယ်။သောကပ္ပိယကပ္ပိယကုသလကုသသောကပ္ပိယကပ္ပိယတတ္တေကိဂရုကလဟုကတတ္တေကိသံအတ္တေကိသံအာသနံတောသုမိတုဒ္ဒံကတဝတိလံရခိတောနတကောတိသောထိုယောဂီပုဂ္ဂိုလ်ဒီကပ္ပိယကပ္ပိယအတ္တိမတိကို၎င်းဂရုကလဟုကံလေးသောအပြစ်ပေါ်သောအပြစ်ကို၎င်းတတ္တေကိစ္စအတ္တေကိစ္စကုစား၍ရကောင်းသောအပြစ်ကုစား၍မရကောင်းသောအပြစ်ကို၎င်းအဇာနံတောမတိကတိရှိသောသုမိတုဒ္ဒံကတဝကောင်းမွန်စင်ကြယ်သည်ကိုပြု၍သီလံသီလတရားကိုရခိတုံးဆောင်ရှောက်အံသောငါနတ္တကောတိမစွမ်းနိုင်ပေဘယ်ရင်ကအပ်တယ်ဘယ်ရင်ကမအပ်ဘူးဘယ်ရင်ကဂရုကလေးတဲ့အပြစ်ရှိတဲ့တရားဘယ်ရင်ကလဟုကပေါ့တဲ့အပြစ်ရှိတဲ့တရားဘယ်ရင်ကတော့ကုစားလို့ရနိုင်တဲ့အပြစ်ဘယ်ရင်ကတော့ကုစားလို့မရနိုင်တဲ့အပြစ်လို့ဒီလိုခွဲခြားပြီးမှမသိတတ်ဘူးဆိုရင်အဲ့ဒီယောဂီပုဂ္ဂိုလ်တယောက်အဖို့သီလကိုစင်စင်ကြယ်ကြယ်နဲ့ထိမ့်သိမ်းစောင့်ရှောက်ဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးမဂ္ဂင်7ပါးကသီလမဂ္ဂင်ကျိုးပေါက်သွားပြီနော်မှန်ပါဗျာမဂ္ဂင်7ပါးစုံညီမှနိဗ္ဗာန်ရမှာဖြစ်တယ်မဂ္ဂင်7ပါးထဲမှာသီလမဂ္ဂင်တွေကျိုးပေါက်သွားတဲ့ပုဂ္ဂိုလ်အဖို့နိဗ္ဗာန်ရဖို့မဖြစ်နိုင်ဘူးကဲနောက်တစ်ခုဘာဆက်ပြောလဲကုသလကုသလသာဝဇာနာဝဇံကာရဏကာရဏအဇာနံတောခန္ဓာတိလိုအကုသလဒါယရူပရူပပရိက္ခမိကာဒုဏတကောတိကုတောတတကမ္မထာနံจิตဝဝဒနာကုသလကုသလံကုသိုလ်အကုသိုလ်ကို၎င်းသာဝဇအနာဝဇံအပြစ်ရှိတဲ့တရားအပြစ်မရှိတဲ့တရားကို၎င်းကာရဏကာရဏအကြောင်းဟုတ်သည်အကြောင်းမဟုတ်သည်ကို၎င်းအဇာနံတောမတိကတိရှိသောခန္ဓာတိတုခန္ဓာအာယရဏဓာတ္တသပရိစ္ဆသမုပ္ပါသဘောတရားတို့၌အကုသလတရားလိမ္မာကျွမ်းကျင်မှုမရှိသည့်အဖြစ်ကြောင့်ရူပရူပပရိက္ခမိယုတ်တရားကိုဉာဏ်ဖြင့်ပိုင်းခြား၍သိသိခြင်းနာမ်တရားကိုဉာဏ်ဖြင့်ပိုင်းခြား၍သိသိခြင်းဒီဟုသောရူပရူပပရိက္ခဉာဏ်ကိုသောမြတ်သည်ကာတုံပြုလို့အံသောခန္ဓာတကောတိမစွမ်းနိုင်ပေတတ္တထိုယောဂီပုဂ္ဂိုလ်အဖို့ကမ္မထာနာကမ္မထာကိုဖြစ်တော်၍ဝိတ္တနာကမ္မထာကိုတိုးပါအောင်ပြုလုပ်ခြင်းသည်ကုသိုလ်အပေမှဖြစ်နိုင်ရှိနိုင်ပါအာနိကုသိုလ်အကုသိုလ်ကိုမှကွဲကွဲပြားပြားမသိဘူးအပြစ်ရှိတဲ့တရားအပြစ်မရှိတဲ့တရားအကြောင်းဟုတ်သည်မဟုတ်သည်ကိုမှကွဲကွဲပြားပြားမသိတဲ့ပုဂ္ဂိုလ်တယောက်အဖို့ခန္ဓာအာယရဏဓာတ္တသပရိစ္ဆသမုပ္ပါဆိုတဲ့သဘောတရားတွေအပေါ်၌လိမ္မာကျွမ်းကျင်မှုဆိုတာဘယ်နည်းနဲ့မှမဖြစ်တော့ဘူးခန္ဓာယရဏဓာတ္တသပရိစ္ဆသမုပ္ပါသဘောတရားတို့အပေါ်၌လိမ္မာကျွမ်းကျင်မှုမရှိတဲ့ပုဂ္ဂိုလ်တရားအဖို့ယုတ်တရားကိုဟုတ်တိုင်းမှန်စွာသိအောင်သိသိခြင်းဉာဏ်ဖြင့်ပိုင်းခြားပြီးယူခြင်းနာတရားတွေကိုဟုတ်တိုင်းမှန်စွာသိအောင်သိသိခြင်းဉာဏ်ဖြင့်ပိုင်းခြားယူခြင်းဆိုတဲ့လုပ်ငန်းရဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးယုတ်နာကိုမှဟုတ်တိုင်းမှန်စွာမသိတဲ့ပုဂ္ဂိုလ်အဖို့ကမ္မထယူပြီးတရားအထုတ်တော်လဲထိုပုဂ္ဂိုလ်အဖို့ကမ္မထတရားဤတိုးတက်ကြီးပွားမှုဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒါခွင်းဆက်ပဲနော်မှန်ပါဗျာထုံးလေးနည်းနည်းထောက်ပြမယ်ဦးဇင်းတို့နာမည်ကျော်ရှင်ဒေဝဒနဲ့အဇာတတကြည့်ကြအဇာတတသည်ရှင်ဒေဝဒသည်လူမိုက်ဖြစ်တယ်ဆိုတာသူကမသိဘူးမြတ်စွာဘုရားရှင်ဒီဟာကလည်းမြတ်စွာဘုရားရှင်ကိုလည်းလူလိမ္မာပညာရှိဖြစ်တယ်ဆိုတာသူဟုတ်တိုင်းမှဆိုမသိဘူးအဲ့ဒီလိုမသိတဲ့အတွက်ဘာဖြစ်တယ်လဲလူမိုက်နဲ့လူလိမ္မာပညာရှိကိုခွဲခြားမသိတဲ့အတွက်အရှင်ဒေဝဒဆိုတဲ့လူမိုက်ကိုသွားပြီးပေါင်းတယ်မြတ်စွာဘုရားရှင်ကိုတော့ရှောင်ကျင်လိုက်တယ်ပညာရှိကိုရှောင်ပြီးလူမိုက်ကိုသွားပေါင်းတယ်ပေါင်းလိုက်တော့ဘာဖြစ်တယ်လဲမလုတ်တဲ့နဲ့ဂရုကလို့ခေါ်တဲ့အလွန်ကြီးလေးတဲ့အလုပ်တွေကိုသွားလုပ်မိတယ်အဖကိုတတ်တယ်မြတ်စွာဘုရားကိုသိကြည်ပျက်စီးရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့လေသေးတော်တွေကိုလွှတ်တယ်နာလာကြီးဆင်ကိုလွှတ်ပေးတယ်စသည်ဖြင့်မကောင်းတဲ့အလုပ်တွေလုပ်ကုသိုလ်အကုသိုလ်ဆိုတာသူနားမလည်ဘူးအဲ့ဒီလိုလုပ်မိတဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲတစ်ချိန်အကျိုးတရားရတဲ့ခါนี้မြတ်စွာဘုရားထာမသာမညဖလားတုတ်တန်းဆိုတဲ့တုတ်တန်းကြီးတစ်ခုနာကြရတယ်အဲ့ဒီလိုနာကြရတဲ့အခါမှာသာမညဖလားတုတ်တန်းပြီးဆုံးသွားတဲ့အချိန်ခါမှာအကယ်၍သာမြတ်စွာဘုရား
တပိသာဝကဖြစ်တဲ့ဒိဋ္ဌိသာရမင်းကိုမတတ်ဖြတ်ခဲ့ဘူးဆိုရင်ထိုနေရာမှာပဲသောတာပန်ဖြစ်သွားနိုင်တယ်တရားရနိုင်တဲ့ပါရမီမျိုးစစ်ဝိဇ္ဇာမျိုးစစ်တွေလုံလုံလောက်လောက်ပါခဲ့ဒါပေမဲ့တရားမရဘူးဘာကြောင့်လဲလူမိုက်နဲ့သွားပေါင်းမိတယ်လူမိုက်နဲ့ပေါင်းမိတဲ့အတွက်ကိုကျင့်သီလတွေပျက်စီးသွားတယ်ကိုကျင့်သီလပျက်စီးတဲ့အထက်မှာဂရုကလို့ခေါ်တဲ့ဖခင်ကိုတတ်ခြင်းဆိုတဲ့ဂရုကံကြီးတစ်ခုလွန်ကျူးမိခဲ့တယ်ထိုကံကမဲ့ညာဖုန်ညာမရအောင်တားထားတယ်ဒါကြောင့်လူမိုက်ဖြစ်ကြောင်းလက္ခဏာလူလိမ္မာပညာရှိဖြစ်ကြောင်းလက္ခဏာဟုတ်တိုင်းမှန်စွာမသိခဲ့ရင်မဲ့ဖို့နိဗ္ဗာန်မရနိုင်ဘူးလို့ဒီလိုဟောထားတယ်ဘယ်နဲ့တော့ဒကာကြီးတွေဒကာကြီးတွေဒီစကားလက်ခံနိုင်လားလက်ခံနိုင်ရမယ်ဟုတ်တယ်မလားလူမိုက်နဲ့လူလိမ္မာပညာရှိလို့မသိဘူးလူမိုက်ဖြစ်ကြောင်းကုသိုလ်လူမိုက်ဖြစ်ကြောင်းအကုသိုလ်တရားလူလိမ္မာပညာရှိဖြစ်ကြောင်းအကုသိုလ်တရားကိုမှကုသိုလ်အကုသိုလ်ကိုမှဟုတ်တိုင်းမှန်စွာမသိတဲ့ပုဂ္ဂိုလ်တရားအဖို့သီလစင်ကြယ်ဖို့ဆိုတာလည်းဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးကုသိုလ်တရားအကုသိုလ်တရားဆိုတာခန္ဓာ၅ပါးထဲမှာအပါဝင်ပါပဲနော်မှန်ပါဗျာဒီတော့ခန္ဓာ၅ပါးကိုဟုတ်တိုင်းမှစွာသိရမယ်ဆိုတော့ခန္ဓာ၅ပါးကိုမှဟုတ်တိုင်းမှစွာသိအောင်ယုတ်တရားနံတရားကိုမှဟုတ်တိုင်းမှစွာသိအောင်မသိသိနိုင်ခဲ့ဘူးဆိုလို့ရှိရင်ဉာဏ်ဖြင့်ပိုင်းခြားမယူတတ်ဘူးဆိုရင်လည်းထိုပုဂ္ဂိုလ်ကိုတရားရဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးနော်ဒါကြောင့်လူမိုက်လူလိမ္မာဖြစ်ကြောင်းလက္ခဏာကိုမသိခြင်းဒီသာသနာတော်နဲ့မဲ့ဉာဏ်ဖုန်ဉာဏ်ရဖို့ရန်ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးအကယ်၍လူမိုက်လူလိမ္မာဖြစ်ကြောင်းလက္ခဏာကိုသာဟုတ်တိုင်းမှစွာသိခဲ့မယ်ဆိုရင်ဒီသာသနာမှာမဲ့ဉာဏ်ဖုန်ဉာဏ်ရနိုင်တယ်အဲဒီထုံးလေးတစ်ခုထောက်ပြမယ်ခတ်တို့လိုပဲအရှင်ဒေဝရကိုပဲထောက်ပြရမယ်အရှင်ဒေဝရကဒီနေ့တောင်းဆိုချက်၅ခုတောင်းဆိုပြီးတော့ဒီတောင်းဆိုချက်၅ခုမြတ်စွာဘုရားထံမှာမရတဲ့အတွက်သံဃာကိုသိခွဲတဲ့ကံတစ်ခုလုပ်တယ်သိနေမှာတို့ကတရားအဟောပြောကောင်းတော့ဇေယဒံတရားဟောပြီးတဲ့အခါဇေယဒံပဲအကောက်ခိုင်းတော့မလိမ္မာသေးတဲ့ဝိဇ္ဇိတိုင်းသားယဟန်900ကရှင်ဒေဝရနောက်ပါသွားတယ်ရှင်ဒေဝရရဲ့တောင်းဆိုချက်၅ခုကိုသူတို့ကသဘောကျသွားတယ်ယဟန်ဖြစ်လာခဲ့မယ်ဆိုရင်သစ်တပင်ရင်ဝါတပင်အောက်မှာနေရမယ်ရုတ်ခမှုဒူတင်ကိုအမြဲဆောင်ရမယ်တောရဲတောင်ထဲမှာသာနေရမယ်အရင်ညကင်းဒူတင်အမြဲဆောင်ရမယ်တကားတွေလှူတဲ့ဆုံးကိုမစားရဘူးဆုံးခံပြီးသာစားရမယ်ပိလိပတ်ဒူတင်အမြဲဆောင်ရမယ်တကားလှူတဲ့တငန်းမိုးရဘူးပန်းတကူတငန်းသာကောက်လို့ရမယ်အသားငါးကိုမစားရဘူးသက်တလွတ်သာစားရမယ်ဆိုပြီးဒီတောင်းဆိုချက်၅ခုသွားတောင်းဆိုတယ်အဲ့ဒီတောင်းဆိုချက်၅ခုကိုလည်းမြတ်စွာဘုရားကအားလုံးခွင့်မပြုလိုက်ဘူးတချို့ဒီတောင်းဆိုချက်၅ခုအတိုင်းမလိုက်နာနိုင်တဲ့မကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းမဲ့ဖို့နိဗ္ဗာန်ရနိုင်တာကိုမြတ်စွာဘုရားမြင်တော်မူတယ်ဥပမာတချို့ရွာကျောင်းမှာနေမှတရားရမယ့်ပုဂ္ဂိုလ်မျိုးလည်းရှိတယ်တချို့တကားတွေလှူတဲ့တငန်းကိုဝှယုံလို့တချို့တကားတွေလှူတဲ့ဆုံးကိုစားလို့တရားရနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်နော်အသားငါစားမှုနဲ့ပတ်သက်လို့ကတော့မြတ်စွာဘုရားကအစွန်း၃ပါးလွတ်ရင်စားစေဆိုပြီးခွင့်ပြုထားပြီးလည်းဖြစ်တယ်ဒုက္ခမို့ဒုတင်ဆောင်မှုနဲ့ပတ်သက်လို့လည်းမြတ်စွာဘုရားဒီဆောင်းလေးလຫນွေလေးလခွင့်ပြုထားပြီးဖြစ်တယ်မိုးအခါမှာတော့ဝါဆိုကြောင်းရှိမှဝါဆိုခွင့်ပြုတယ်ဒါကြောင့်ကျောင်းဆိုချက်၅ချက်ကိုအပြည့်အဝမပေးတာကိုအကြောင်းပြပြီးတော့တိမ်ထဲမှာသူကမဲဆွဲတယ်ဝိဇ္ဇိတိုင်းသားယဟန်900ကလည်းသူ့ပဲပါသွားတယ်အဲ့ဒီယဟန်900နဲ့တိမ်ထဲမှာပဲဥပုပ်ခွဲပြုတ်ပြီးတော့ဒီယဟန်900ကိုခေါ်ဆောင်သွားတယ်တော်ရဲရောက်သွားပြီတနည်းအားမြတ်စွာဘုရားကရှင်သာရိပုတ္တရာရှင်မောဂလန်တို့ကိုခေါ်ပြီးဒီဝိဇ္ဇိတိုင်းသားယဟန်900ဟာသင်တို့ရဲ့တပည့်တွေဖြစ်တယ်ဒီပုဂ္ဂိုလ်ရဲ့ပေါ်သင်တို့ကရုဏာမထားကြဘူးလားစသဖြင့်အမိန့်ရှိပြီးတော့သင်တို့လိုက်သွားပြီးတရားဟောရေးလို့ခိုင်းလိုက်တဲ့အတွက်ဝိဇ္ဇိတိုင်းသားယဟန်900ရှိရတော်တယ်ရှင်ဒေဝဒနောက်ကိုရှင်သာရိပုတ္တရာရှင်မောဂလန်တို့လိုက်ပြီးသွားတယ်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့လာတာမြင်ရင်ပဲဝိဇ္ဇိတိုင်းရှင်ဒေဝဒကသူ့တောင်းဆိုချက်၅ခုသူ့တရားကိုသဘောကျလို့လာတယ်လို့သူကထင်တယ်ဒါပေမဲ့ရှင်ဒေဝဒကတပည့်ကျော်ကြီးကောကာလိကကတော့တတိပေးပါသိပြီးရှင်သာရိပုတ္တရာမောဂလန်ရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်တို့ကိုအယောမဝင်နဲ့တတိပေးတယ်သို့တော်လည်းရှင်ဒေဝဒကတော့သူ့တရားနှိမ့်ဆိုင်လို့လိုက်လာတယ်လို့ပဲထင်တယ်ရှင်ဒေဝဒကလည်းအဲ့ဒီယဟန်900ကိုဆုံးမလိုက်တဲ့တရားလုံးလုံးဆုံးမပြီးနောက်ဆုံးသိပင်မလာတဲ့အခါရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကိုတလက်ဆုံးမဖို့အခွင့်ပေးလိုက်တယ်ခွင့်ပေးပုံကတော့ကြောနာလာပြီတဲ့နော်ကြောတွေသိရှိမေအခိလာယတိကြောတွေကြောက်ကုန်းတွေနာကျင်လာတဲ့အတွက်ငါခိတ္တခဏအမြောင်းဖြေခိတ္တခဏကျင်းစစ်လိုက်အောင်မယ်အမြောင်းဖြေလိုက်အောင်မယ်သင်တို့တစ်လက်တရားဟောကြဆိုပြီးဒီလိုအမိန့်ပေးအဲ့ဒါကတော့ဘုရားရှင်ရဲ့အတုကိုယူပြီးဖေရုတုတယ်လို့ပြောတယ်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့ကဝိဇ္ဇိတိုင်းသားလေးတွေကိုတရားဟောတယ်တရားဟောနေတဲ့အချိန်ရှင်ဒေဝရကခိဏမိတ်တမမရသေးတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ညှိနေချက်ချက်ကြီးအိပ်ကျော်သွားတယ်
အဲဒီချိန်ခါမှာဝိသိတိုင်းသားယဟန်900ကိုရှင်သာရိပုတ္တရာရှင်မောဂလန်တို့တရားဟောလိုက်တဲ့အခါဝိသိတိုင်းသားယဟန်900သောတာပန်ဖြစ်သွားကြတယ်နော်ပြီးတော့ဒီနေရာမှာပြောလို့ရင်းကတော့ရှင်ဒေဝရတိဟူသောလူမိုက်နဲ့သွားပေါင်းတယ်လူမိုက်ဖြစ်ကြောင်းတရားလည်းဒီဝိသိတိုင်းသားယဟန်ကြီးမသိဘူးမသိတဲ့အတွက်သွားပေါင်းတဲ့အချိန်ခါမှာသူတို့တရားမရဘူးနော်ရှင်သာရိပုတ္တရာရှင်မောဂလန်တို့လူလိမ္မာပညာရှိတွေနဲ့ပေါင်းလိုက်တဲ့အခါလူလိမ္မာပညာရှိဓမ္မမေဖို့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုနာကြားလိုက်ရတဲ့အခါကျတော့မှသောတာပန်ဖြစ်သွားတယ်ဟုတ်တယ်မလားဒါကြောင့်လူမိုက်နဲ့ပေါင်းမယ်သို့မဟုတ်လူမိုက်ဖြစ်ကြောင်းတရားကိုမသိဘူးလူလိမ္မာပညာရှိနဲ့မပေါင်းဘူးလူလိမ္မာပညာရှိဖြစ်ကြောင်းတရားကိုလည်းမသိရင်ဒီသာသနာတော်မှာမဲ့ညာပူညာမရနိုင်ဘူးလူမိုက်ဖြစ်ကြောင်းတရားလူလိမ္မာပညာဖြစ်ကြောင်းတရားတွေကိုသိခဲ့တော့တရားရနိုင်တယ်ကဲပြီးပြီနံပါတ်1နော်နံပါတ်3အင်္ဂါရပြောကြရအောင်ကထေဇာဘေကဝေနအာတာတိကံဟာရေတဟောတိဣဒဘေကဝေဘေကုဥပ္ပန္နကမဝိတေကအတိဝတေတိနပဇဟတိနဝိနောတေတိနဗျံတိကရောတိဥပ္ပန္နဗျာပါဒဝိတေကံအတိဝတေတိနပဇဟတိနဝိနောတေတိနဗျံတိကရောတိဥပ္ပန္နဝိယိတာဝိတေကအတိဝတေတိနပဇဟတိနဝိနောတေတိနဗျံတိကရောတိနအနဘဝကမေတိဥပ္ပန္နုပ္ပန္နေဘာဝကေအကုသလေဓမေအတိဝတေတိနပဇဟတိနဝိနောတေတိနဗျံတိကရောတိနအနဘဝကမေတိဧဝံခောဘေကဝေဘေကုနအာတာတိကံဟာရေတဟောတိဘိခဝေတန္တရာဘေကိုရှုလေရှိကြကုန်သောပရိသတ်၄ပါးခြေသားခြေသမီးတို့ကထေဇာအဘဲတို့တရင်ဘိက္ခုယောဂီယံတိနအာတာတိကံဟာရေတဟောတိယင်ကြီးဥကိုပယ်ဖြောင်း၍မပိတတ်သည်ညီလေတည်းဘိခဝေတန္တရာဘေကိုရှုလေရှိကြကုန်သောပရိသတ်၄ပါးခြေသားခြေသမီးတို့ဣဒဤငါဖျားဤသာသနာတော်များအတွင်း၌ဘိက္ခုယောဂီယဟန်တိဥပ္ပန္နမိမိတဏ္ဍဝေထင်ရှားဖြစ်ပေါ်၍လာသောကာမဝိတေကအာယုံ၅ပါးကာမဂုဏ်တရားတော်နှင့်စပ်၍ဉာဏ်လေးစိတ်ကိုခြင်းကာမဝိတက်ကိုအတိဝတေတိလက်ခံရထားဤနပဇဟတိမပယ်စွန့်နဝိနောတေတိမပယ်ဖြောက်နဗျံတိကရောတိကျင့်ကြရုပ်သိမ်းချုပ်ငြိမ်းအောင်မခြင်းနအနဘာဝကမေတိနောက်ထပ်တဖန်ဖြစ်ပေါ်ခြင်းတို့မရောက်နောက်ထပ်တဖန်မဖြစ်ပေါ်ခြင်းတို့မရောက်စေဥပ္ပန္နမိမိတဏ္ဍဝေထင်ရှားဖြစ်ပေါ်၍လာသောဗျာပါဒဝိတကံတတ္တဝါတို့အာတိจิပျက်စီးလိုကြောင်းကြံစည်စိတ်ကိုခြင်းဗျာပါဒဝိတကိုအတိဝတိတိလက်ခံရထား၏နပဇဟတိမပယ်သောနဝိနောတေတိမပယ်ဖြောက်နဗျံတိကရောတိကျင့်ကြရုပ်သိမ်းချုပ်ငြိမ်းအောင်မခြင်းနအနဘာဝံကမေတိနောက်ထပ်တဖန်မဖြစ်ပေါ်ခြင်းတို့မရောက်စေဥပ္ပန္နမိမိတဏ္ဍဝေထင်ရှားဖြစ်ပေါ်၍လာသောဝိဟိန္ဒဝိတကံတတ္တဝါတို့အားညှင်းပါနှိမ့်ဆက်လိုခြင်းအကျမ်းအစီဟုဆိုသောဝိဟိန္ဒဝိတကိုအတိဝါတေတိလက်ခံ၍ထား၏နပဇဟတိမပယ်စွန့်နဝိနောတေတိမပယ်ဖြောက်နဗျံတိကရောတိကျင့်ကြရုပ်သိမ်းချုပ်ငြိမ်းအောင်မခြင်းနအနဘဝံကမေတိနောက်တဖန်မဖြစ်ပေါ်ခြင်းတို့မရောက်စေဥပ္ပန္နဥပ္ပန္နေဖြစ်ပေါ်၍လာကြကုန်သောဘာဝကေရုပ်မကုန်သောအကုသလေဓမေအကုသိုလ်တရားတို့ကိုအတိဝတေတိလက်ခံ၍ထား၏နပဇဟတိမပယ်စွန့်နဝိနောတေတိမပယ်ဖြောက်နအနဘာဝကမေတိနဗျံတိကရောတိကျင့်ကြရုပ်သိမ်းချုပ်ငြိမ်းအောင်မခြင်းနအနဘာဝကမေတိနောက်တဖန်မဖြစ်ပေါ်ခြင်းတို့မရောက်စေခေခဝေတန္တရာဘေကိုရှုလေရှိကြကုန်သောပရိသတ်၄ပါးခြေသားခြေသမီးတို့ဧဝံခောဤသို့လျင်ဘိက္ခုယောဂီဟန်တိနအာတာတိကံဟာရိတာဟောတိယင်ကြီးဥကိုပယ်ဖြောက်၍မပေတတ်သည်မြည်၏အကုသလဝိတ္တတိကိုမြတ်စွာဘုရားကယင်ကြီးဥနဲ့တူတယ်လို့ဒီလိုပုံပမာဆောင်ထားပဂတိယင်ကြီးဥကနွားရရဲ့အနာများဝင်ပြီးတော့သွားပြီဆိုရင်ဒီယင်ကြီးဥတွေကပိုးလောက်တွေဖြစ်ပိုးလောက်တွေကနေတစကြီးထွားပြီးအသားတွေဝင်အသားတွေကနေတဖြည်းဖြည်းအသေးတို့နှလုံးတို့ရောက်သွားပြီဆိုရင်အခုကသိခက်သွားတယ်နော်အဲ့ဒီပုံစံအတိုင်းပဲဒီအကုသလဝိတ္တကလေးတွေကာမဝိတ္တအာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့ပတ်သက်ပြီးဉာဏ်စီစိတ်ကူးမှုအဘိဓမ္မာနည်းရပြောရင်တော့အစဉ်အတန်အနံ့ရတာအတွေ့အထိကိုအာယုံ၅ပါးခေါ်ပါတယ်ထိုအာယုံ၅ပါးတွေသုတ်တန်နည်းရတော့မဟုတ်သမုဒ္ဒေသစ္စာနယ်ကပြောရင်တော့သာကာမဂုဏ်သမီးကာမဂုဏ်ဇနီးကာမဂုဏ်မြီးကာမဂုဏ်ဆွေကာမဂုဏ်မျိုးကာမဂုဏ်ယောက်ျားကာမဂုဏ်မိန်းမကာမဂုဏ်မော်တော်ကားတို့ရွှေတို့ငွေတို့စသဖြင့်အလုံးအစုံအလုံးကာမဂုဏ်တွေပဲနော်အဲ့ဒီအာယုံ၅ပါးကာမဂုဏ်တရားတွေကိုမရသေးရင်ရအောင်ကြံစည်နေတယ်ရပြီးရင်လည်းအကျိတ်အခက်အမြဲတည်နေအောင်ကြံစည်နေတယ်ရပြီးတဲ့ကာမဂုဏ်တွေသုံးဆွဲဖို့ကြံစည်နေတယ်မရသေးတဲ့ကာမဂုဏ်တွေလည်းသုံးခြင်းနဲ့အတွက်ကြံစည်နေတယ်နောက်ထပ်လည်းအတိတ်ရဖို့
ကြံစီနေတယ်အဲ့ဒီကြံစီစိတ်ကူးမှုတွေကိုကာမဝိတ္တလို့ခေါ်ပါတယ်အဲ့ဒီကာမဝိတ္တရှိနေတဲ့ယောဂီယဟန်အဖို့ကျောင်းမှာလာပြီးတရားအထုတ်နေတဲ့သို့မဟုတ်အိမ်မှာတရားထိုင်နေတယ်ဆိုကြတယ်နော်တရားဘယ်လိုပင်ထိုင်နေပေမဲ့လို့ထိုင်နာတာတရားထိုင်နေတဲ့စိတ်ကကြံစီစိတ်ကူးနေတယ်ကာမဝိတ္တကိုသာကြံစီစိတ်ကူးနေတယ်ဆိုရင်ထိုပုဂ္ဂိုလ်တရားရပါမလားမရနိုင်ဘူးတဲ့နော်အဲ့ဒီကာမဝိတ္တတွေကိုအချိန်မီနေနှင်းနေနေမနေနှင်းဘူးဆိုလို့ရှိရင်လည်းအဲ့ဒီကာမဝိတ္တဆိုတဲ့ယဉ်ကျေးဥတွေကတဖြည်းဖြည်းအသေးသေးအထိဆွဲသွားပြီဆိုလို့ရှိရင်တော့ချောင်းလို့သိခက်သွားတယ်အဲ့ဒါဒကာကြီးတွေဒီမကြီးတွေဒီနေ့ကြည့်ဖို့ကိုယ့်ပြန်စဉ်းစားကြည့်ငယ်စဉ်ကနေပြီးဒီနေ့အထိဟုတ်တယ်မလားတူနဲ့တူမခွဲရမခွာနိုင်ဖြစ်နေကြတာဘာကြောင့်လဲအသေးသေးဆွဲနေတယ်ဘာတွေဆွဲနေလဲယဉ်ကျေးဥတွေကာမဝိတ္တဆိုတဲ့ယဉ်ကျေးဥတွေဆွဲနေတော့သူ့လည်းကိုယ်ကမခွဲနိုင်ကိုယ်လည်းသူကမခွဲနိုင်ဥနဲ့လည်းမခွာနိုင်အတိုက်နဲ့လည်းမခွာနိုင်ဖြစ်နေကြတယ်အဲ့ဒါကာမဝိတ္တကိုအချိန်မီမဖြိုခွင်းလို့မပယ်ဖြောက်လို့အဲ့ဒီကာမဝိတ္တကိုသာအချိန်မီပယ်ဖြောက်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ဒီပုံစံအတိုင်းမရှိကြဘူးနော်အလားတူပဲဗျာပါဒဝိတ္တအကုသလဝိတ္တတွေဖြစ်တယ်သူတစ်ပါးတွေတည်ကြည်ပြည့်စည်အောင်ကြံစည်စေကုနေတဲ့ဝိတ္တအဲ့ဒီဝိတ္တပေါ်လာရင်လည်းအချိန်မီပယ်ဖြောက်ပေးရမယ်မပယ်ဖြောက်နိုင်ဘူးဒီဝိတ္တကိုလက်ခံသိမ့်ပိုက်ထားရင်လည်းဘယ်နည်းနဲ့မှတရားမရနိုင်ဘူးတဲ့ဝိတ္တအကြောင်းကြံစည်စေကုနေနော်နောက်ဝိဟိတဝိတ္တတ attva တွေကိုညှင်းပန်းနှိမ့်ဆက်လို့တဲ့ဝိတ္တအဲ့ဒီဝိတ္တဟာလည်းအချိန်မီပယ်ဖြောက်ပေးရမယ်မပယ်ဖြောက်နိုင်ဘူးဆိုလို့ရှိရင်လည်းဘယ်နည်းနဲ့မှတရားမရနိုင်ဘူးကြံနေတာတွေကိုတော့အားလုံးစုပေါင်းပြီးအကုသလဝိတ္တဆိုပြီးစုခေါ်တယ်မာနတို့ဗာရဲအိတ်သားတို့မိစ္ဆရိယတို့ကိုယ့်တဲ့သာမနာလိုတာကိုယ်ပစ္စည်းဖြစ်ရင်ကိုယ်သားသမီးဖြစ်ရင်မခံနိုင်တာကိုယ်ဟာဖြစ်ရင်မခံနိုင်တဲ့သဘောဟုတ်တယ်မလားအိတ်သားတို့မိစ္ဆရိယတို့မာနတို့စသဖြင့်အဲ့ဒီအကုသိုလ်တရားအလုံးကိုစုပေါင်းပြီးခေါ်လိုက်တယ်အဲ့ဒီအကုသလဝိတ္တတွေကိုအချိန်မီဖြောက်ဖျက်ပြရမယ်တရားတော်ထိုင်နေတဲ့ဒီအကုသလဝိတ္တတွေကိုတစ်ဖက်ကလက်ခံထားမယ်ဆိုလို့ရှိရင်အကုသလဝိတ္တကြံစီစေကုနေတဲ့ပုဂ္ဂိုလ်အခုယုတ်တရားနံတရားဟုတ်တိုင်းမှာသာသိဖို့ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးအကြောင်းတရားတွေကိုဟုတ်တိုင်းမှာသာသိဖို့လည်းမဖြစ်နိုင်ဘူးအကြောင်းတရားတွေကထိုယုတ်တရားနံတရားတို့ရဲ့အနိစ္စဒုက္ခအနတ္တသဘောသိဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဝိတ္တအလိုလိုက်ဒါကြောင့်သူကအထက်ကရာကဘာရှင်းပြလဲသောဝိတ္တကဝတိကောဟုတ်တော်မှာဝိဇရံတောကမထာနံကေတဝဝတ္တေတုံနတကောတိသောထိုယောဂီပုဂ္ဂိုလ်သည်ဝိတ္တကဝတိကောဝိတ္တဤအလိုသန္တာတို့လိုက်တတ်သည်ဟုတ်တော်ဝါဖြစ်၍ဝိဇရံတောလှိလိကျက်စား၍နေခဲ့သည်ရှိသောကမထာနာကမထာကိုကေတဝယူ၍ဝတ္တေတုံတိုးဝါကြီးဝါတွတ်တဲ့အောင်ပြုလို့အံတော်ငါနတကောတိမစွမ်းနိုင်ပေဝိတ္တအလိုသန္တာလိုက်ပြီးလှည့်လည်ကျက်စားနေတဲ့ပုဂ္ဂိုလ်အဖို့ကမထာယူပြီးတရားအထုတ်တော်လဲထိုကမထာတိုးတဲ့ကြီးဝါသောအောင်ပြုလို့ဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးနွားအပေါင်းကိုထင်းချောင်းနေတဲ့နွားချောင်းသားတယောက်မိမိထင်းချောင်းနေတဲ့နွားဒီမှာကြာရောက်နေတဲ့ယဉ်ကျေးဥကိုပယ်ဖြောက်မပေးဘူးဆိုရင်ထိုယဉ်ကျေးဥတွေကတဖြည်းဖြည်းနွားအသားတဲ့ဝင်အသက်နှလုံးအထိဝင်သွားလို့အနှောက်အယှက်ပေးခဲ့ရင်နွားအပေါင်းလွယ်လွယ်နဲ့ပျက်စီးတယ်ပျက်စီးတဲ့အခါမှာထိုနွားချောင်းသားအဖို့မိမိမျှော်လင့်ထားတဲ့နွားတို့အရသာ၅ပါးမှလွယ်လွယ်ကူကူဆုပ်ယုပ်ပျက်စီးသွားနိုင်တယ်လို့အကုသလဝိတ္တတွေကိုလည်းအချိန်မီနှိမ်နှင်းမပေးတဲ့ယောဂီတယောက်အဖို့ဒီအကုသလဝိတ္တတွေကအသေးတဲ့အထိသွားဆွဲနေပြီးနှလုံးထဲအထိသွားဆွဲနေပြီးဆိုရင်မိမိတို့မျှော်လင့်ထားတဲ့ဝိပဿနာဉာဏ်မဲ့ဉာဏ်ဘုံဉာဏ်နိဗ္ဗာန်ဆိုတဲ့အကျိုးတရားတွေယဟန္တာပုဂ္ဂိုလ်တို့ရဲ့သီလဂုဏ်ကျေးဇူးသမာဓိဂုဏ်ကျေးဇူးပညာဂုဏ်ကျေးဇူးဝိမု ക്തി ဂုဏ်ကျေးဇူးဝိမု ക്തി ဉာဏတတ္တဂုဏ်ကျေးဇူးဆိုတဲ့ဂုဏ်ကျေးဇူး၅မျိုးတို့မှလည်းဆွေးရုပ်ပြည့်စုံသွားနိုင်တယ်။ဒီတော့ဒီဝိတ္တတွေကိုဘယ်ပုံဘယ်နည်းပယ်ဖြောက်ရမလဲ။ပယ်ဖြောက်နည်းနဲ့ပတ်သက်လို့မြတ်စွာဘုရားမေဇိမနိကေမှာပဲဝိတ္တခတန်ဌာနသုတ်တံဆိုပြီးသုတ်တံကြီးတစ်ခုဟောထားပါတယ်။ဒီနေရာမှာတော့အကျဉ်းချုပ်ပြီးနည်းနည်းလေးနီး၅နည်းပြောမယ်။နံပါတ်1နည်းကတော့ဒီအကုသလဝိတ္တတွေနေရာမှာကုသလဝိတ္တအစားထုတ်ပေးပါဘယ်ပုံပဲနည်းအစားထုတ်ရမလဲဆိုရင်တော့အကုသိုလ်ဖြစ်ကြောင်းအာယုန်တွေကိုနှလုံးမသွင်းမဲ့ကုသိုလ်ဖြစ်ကြောင်းအာယုန်ကိုကြောင်းပြီးနှလုံးသွင်းပေးပါဒီတော့သားအကြောင်းကြံစည်နေတယ်သမီးအကြောင်းကြံစည်နေတယ်ဟုတ်တယ်မလားကာမဂုဏ်အမျိုးမျိုးတွေအကြောင်းကြံစည်နေရင်အဲ့ကာမဂုဏ်အမျိုးမျိုးဆိုတဲ့အာယုန်တွေကိုပယ်ဆောက်လိုက်နှလုံးမသွင်းနဲ့နှလုံးမသွင်းမဲ့လည်းအဲ့ဒီနေရာမှာကုသိုလ်ဖြစ်နိုင်တဲ့အာယုန်တွေကိုပြောင်းပြီးနှလုံးသွင်းပေးပါဒါလေးနားလည်အောင်ဘာနဲ့ဥပမာပြထားလဲဆိုရင်စို့လေးနဲ့ဥပမာပြထားတကားတို့ဘာတို့မှဦးဇင်းတို့လွန်လေးနဲ့ဖောက်ပြီးတော့စို့ရိုက်တဲ့သဘောရှိနော်တစ်သားစို့တော့မဟုတ်ဝါစို့လေးရိုက်တယ်အဲ့ဒီဝါစို့တစ်သားစို့လေးကိုချွတ်ချင်တယ်ဆိုလို့ရှိရင်ဘာလုပ်မလဲအခြားစို့လေးတစ်ခုနဲ့ရိုက်ပြီးချွတ်ရတယ်ရိုက်ချွတ်မဲ့စို့ကမူလစို့တဲ့တော့နည်းနည်းသေးရတယ်နော်ကြီးလို့တော့မရဘူးအဲ့ဒီနောက်ထပ်စို့လေးတစ်ချောင်းနဲ့အသာရိုက်ပြီးချွတ်တယ်လို့ပဲ
အကုသလဝိတ္တဆိုတဲ့စွတ်တစ်ခုဆွဲနေတဲ့နေရာကြံစီစိတ်ကူးနေတဲ့နေရာမှာကုသလဝိတ္တအစားထိုးပေးပါထုံးလေးထောက်ပြမယ်နာမည်ကြောင့်ရှင်နန္ဒပေါ့ဟုတ်တယ်မလားနန္ဒမင်းသားပဲမူလတော့ကဇနဗရကလျာဏီအပေါ်မှာဆွဲလန်းနေတဲ့အကုသလဝိတ္တတစ်ခုသူ့ရင်ထဲမှာကန့်လန့်ကြီးခံနေတယ်ဒီအကုသလဝိတ္တကိုမြတ်စွာဘုရားကဘယ်ပုံပဲနည်းပဲဖြောက်ပေးတယ်နတ္တမိဆိုတဲ့အာယုန်နဲ့လှည့်ပြီးပဲဖြောက်ပေးလိုက်မူလဇနဗရကလျာဏီအပေါ်မှာဆွဲနေတဲ့စို့ကိုနတ္တမိအပေါ်မှာဆွဲလန်းခြင်းဆိုတဲ့စို့တစ်ခုနဲ့ရိုက်ပြီးချုပ်ပေးလိုက်တယ်ဟုတ်ပါလားဟုတ်ပါပါပျောက်သွားလားဆိုတော့ဇနဗရကလျာဏီအပေါ်ဆွဲတဲ့စို့ကတော့ပျောက်သွားပြီကိုယ့်ဘက်ကနတ္တမိအပေါ်ဆွဲနေတဲ့စို့ကနည်းနည်းကြမ်းနေပြန်ဟုတ်ပါလားကြမ်းနေတာကိုလည်းထပ်ပြီးမြတ်စွာဘုရားကချုပ်ပေးတယ်ယဟန်တွေကဘယ်လိုကြည့်ရကြလဲဟောရှင်နန္ဒဒီသာသနာတော်မှာနတ်သမီးကိုလိုချင်လို့သီလဓမ္မတိပညာဆိုတဲ့သိက္ခာ၃ရပ်ကိုကျင့်နေတယ်ဒါကြောင့်သီလဓမ္မတိပညာသိက္ခာ၃ရပ်ဖြင့်နတ်သမီးတွေကိုဝယ်ယူနေတဲ့အဝယ်တော်ကြီးပဲနတ်သမီးတွေကိုလိုချင်လို့သီလဓမ္မတိပညာဆိုတဲ့သိက္ခာ၃ရပ်ကိုသာသနာတော်မှာလာပြီးအမှုထမ်းနေတဲ့ဒုက္ခစာကြီးပဲလို့ဒီလိုကြည့်ရကြတာနော်နတ်သမီးပေါ်ဆွဲနေတဲ့သို့တစ်ခုကိုကဲ့ရဲ့ခြင်းဆိုတဲ့နောက်ထပ်စွတ်တစ်ခုနဲ့ရိုက်ချုပ်ပေးလိုက်လုံးလုံးကျွတ်သွားသလားဆိုတော့သိတော့မကျွတ်သေးဘူးနော်နည်းနည်းဆက်သွားတော့စိတ်ကြောက်သွားတယ်ကြောက်သွားတဲ့အခါမှာယဟန်တရားကြိုးစားအားထုတ်လိုက်တာနောက်ဆုံးယဟန်နာဖြစ်သွားတော့စွတ်လေးလုံးလုံးကျွတ်ထွက်သွားတယ်အစားထိုးပေးတယ်နော်အဲ့ဒီလိုအစားထိုးပေးတဲ့ထုံးတစ်ခုနောက်တစ်ခုရှိသေးတယ်ရှင်ဝိကိတမထေရသူကတော့သာသနာတော်မှာဂါထာစာဆိုတော်ကြီးဖြစ်ပါတယ်ဒီတည်းရတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်မြတ်စွာဘုရားထံမှာရှင်ဟန်ဝင်ပြီးပြုတယ်ရှင်ဟန်ပြုတဲ့အချိန်ကမှသူကဘယ်လိုပုဂ္ဂိုလ်လဲဆိုရင်တော့သူသေးကောင်ရဲ့ခေါင်းကုံကိုတိကြည့်မယ်ဆိုလို့ရှိရင်မန္တမမဟုတ်ပြီးသားတိကျင်ဒီသူသေးကောင်ဒီခေါင်းကုံရဲ့ပိုင်ရှင်လူဒီဘယ်ဘုံဘဝရောက်သွားတယ်ဆိုတာသူကကိုယ်ပဲပြပြသိတယ်သဝတိတမန္တန်ဆိုတဲ့အဲ့ဒီမန္တန်တစ်ခုတတ်တယ်ဒီမန္တန်နဲ့သူကလူလောကမှာလှိလိကျစားနေရကတစ်ချိန်ဥစဉ်တို့သောတိကြီးမှာမြတ်စွာဘုရားကြွလာတဲ့အခိုက်သောတိလည်းသူကပြန်ရောက်တဲ့အခိုက်နဲ့ဂျုံတော့မြတ်စွာဘုရားထံသွားပြီးဖူးမြော်ကြတော်ရင်းနဲ့မြတ်စွာဘုရားနဲ့တရားစကားများဆွေးနွေးတဲ့အခါမြတ်စွာဘုရားကငရဲရောက်သွားတဲ့တတ္တဝါတူသေပြီးလို့ငရဲရောက်သွားတဲ့တတ္တဝါတို့ရဲ့ဥခေါင်းကုန်တစ်ခုသေပြီးလို့လူလောကမှာလူပြန်ဖြစ်နေတဲ့တတ္တဝါတို့ရဲ့ဥခေါင်းကုန်ကတစ်ခုသေပြီးလို့နတ်ပြည်ရောက်သွားတဲ့တတ္တဝါတို့ရဲ့ဥခေါင်းကုန်တစ်ခုသေပြီးတဲ့အခါပြိဋိဘံပြုသွားတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့ဥခေါင်းကုန်တစ်ခုဆိုပြီးခေါင်းကုန်၄ခုယူပြီးတော့တကိုးနဲ့ယူပြီးသူ့ကိုပြလိုက်တဲ့အခါခေါင်းဆုံးငရဲရောက်တဲ့တတ္တဝါရဲ့ခေါင်းကုန်ကိုသူကလက်သေးနဲ့ခောက်မန်တန်စုပ်မန်းမှုတ်လိုက်တဲ့အခါရှင်ဘောရမဒီပုဂ္ဂိုလ်ဒီငရဲရောက်သွားတယ်လို့ပြောမှန်နေတဲ့အတွက်မြတ်စွာဘုရားသာဓုခေါ်တယ်လူပြေရောက်တဲ့ခေါင်းကုန်ခောက်ကြည့်လိုက်ကြတယ်ဒီတိုင်းပဲဒီခေါင်းကုန်ပိုင်ရှင်ဒီလူပြေလူပြန်ဖြစ်နေပြီပြောတယ်မှန်တဲ့အကြောင်းမြတ်စွာဘုရားကလည်းသာဓုခေါ်တယ်နတ်ပြည်ရောက်သွားတဲ့ခေါင်းကုန်ကိုခောက်ပြီးကြည့်လိုက်ကြတော့လေနတ်ပြည်ရောက်တဲ့အကြောင်းသူကတိုက်ရိုက်ပြောနိုင်မှန်နေတော့မြတ်စွာဘုရားလည်းသာဓုခေါ်ပါတယ်ဒါပြင်လည်းယဟန္တာပုဂ္ဂိုလ်ရဲ့ခေါင်းကုန်ကိုအခောက်ခိုင်းလိုက်တဲ့အခါသူယဟန္တာပုဂ္ဂိုလ်ဘယ်ရောက်တယ်ဆိုတဲ့လာယဂတိရှာလို့မတွေ့ဖြစ်နေတယ်နောက်ဆုံးတော့လက်လျှော့ပေးပြီးတော့မြတ်စွာဘုရားထံမှာဗုဒ္ဓရဲ့မန္တန်တင်ခြင်းတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သာသနာ့ဘောင်ဝင်ရောက်ပြီးဟန်ပြုလိုက်သူ့မူလရည်ရွယ်ချက်ကတော့ဘုရားရှင်ထံမှာမန္တန်ကိုသာသူရခဲ့မယ်ဆိုရင်ယဟန္တာတို့ယဟန္တာပုဂ္ဂိုလ်ရဲ့လာယဂတိကိုသာသူကိုယ်တိုင်သိနိုင်တဲ့မန္တန်ရခဲ့မယ်ဆိုလို့ရှိရင်သူဟာသဗ္ဗုဒိတ်မှာအထွတ်ထဖြစ်နိုင်တယ်လူသူလေးပါးတို့ရဲ့အပူဇော်တွေကိုဒီတဲ့မှာကများပြားစွာရနိုင်တယ်ဆိုတဲ့ကာမဝိတ္တသူမှာဝင်နေတယ်နော်ဒီကာမဝိတ္တကိုအခြေခံပြီးသာသနာဝင်လာတော့မြတ်စွာဘုရားကလည်းတို့တို့ပြောကြဆိုသူ့ကို32ခုထာတကမ္မထံတစ်ခုပေးလိုက်တယ်မူလကာမဝိတ္တဆိုတဲ့စိုးကို32ခုထာတကမ္မထံပွားများခြင်းဆိုတဲ့ကုသိုလ်စိုးလေးတစ်ခုနဲ့ရိုက်ချုပ်ပေးလိုက်နော်ဒါပေမဲ့သူကပြောကနေယဟန်တရားပွားများအထုဇသာနာလည်းရောက်သစ္စာဖြစ်နေတော့ယဟန္တာတော့မဖြစ်သေးဘူးစัจ जा ကာလလေးရှင်အာနန္ဒမထေရမြတ်နဲ့မြို့တွင်းဆုံးခံကြွတယ်နောက်လိုက်ယဟန်ဖြစ်ရှင်အာနန္ဒကလည်းဘုံကံကြီးမှာတော့မင်းတထေတကြွယ်တွေကပင့်ပြီးခဏခဏဆွနေလှူတော့ရှင်အာနန္ဒနောက်လိုက်သွားတဲ့အခါဝိသဘာကလို့ခေါ်ဆိုရတဲ့နန်းတွင်သူအမျိုးသမီးတွေသွားမြင်ရတဲ့အခါသူစိတ်တဲ့ကာမရာဂတွေလောင်ကျွမ်းလာတယ်နော်ယာဂမီးတွေလောင်လာတဲ့အခါသူကလည်းရိုးသားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ပွင့်ပွင့်လင်းလင်းပဲရှင်အာနန္ဒကိုပြောပြတယ်ပြောပြတဲ့အခါရှင်အာနန္ဒကသူ့ဘာအမိန်ပေးလဲအတုပဘာဝနာပွားပါဆိုပြီးအမိန့်ပေးနော်နန်းတွင်သူအမျိုးသမီးတွေအပေါ်၌တွေ့တာနေတဲ့ရာဂဆိုတဲ့စိုးလေးတစ်ခုကိုအတုပဘာဝနာဆိုတဲ့စိုးတစ်ခုနဲ့ရိုက်ပြီးချုပ်ပေးတယ်အသိအတင်းတော့ခန္ဓာရရသွားပါနော်ဒါကြောင့်ဒီနေရာမှာဒကာကြီးတွေဒီမကြီးတွေအတွက်ဥစဉ်နည်းတစ်ခုပေးခြင်းနဲ့ဥစဉ်တို့
တရားအထုတ်နေတဲ့ပုဂ္ဂိုလ်များမူလမိမိရှုပွားသုံးသပ်နေတဲ့တရားအပေါ်မှာရှုရတာကတိတ်အချိုးမကြဘူးခုနကဝိတ္တတွေကတိတ်နှိမ့်ဆက်နေပြီဆိုရင်မူလကမ္မထံကိုဖြစ်တတ်ရထားနော်ရထားပြီးတော့အဲ့ဒီဝိတ္တတွေကာမဝိတ္တကာမဂုဏ်တွေနဲ့ပတ်သက်ပြီးဉာဏ်စီစိတ်ကူးနေတဲ့ကာမဝိတ္တဖြစ်မယ်ဆိုရင်အတုပဘာဝနာပွားပြီးပါအကယ်၍သူတို့ဘာကိုတတ်ဖက်လို့တဲ့စိတ်ညှဉ်းပန်းနှိမ့်ဆက်လို့တဲ့စိတ်ဆိုတဲ့ဇာဝဒဝိတ္တတွေဝင်နေခဲ့ရင်တော့မေတ္တာဘာဝနာပွားပြီနော်စိတ်တွေကတိတ်မကျင်နေဘူးအကုသိုလ်အမျိုးမျိုးတွေကဝင်နှောက်ယှက်နေတယ်ဆိုလို့ရှိရင်တော့မရဏတတိဆိုလို့ခေါ်တဲ့သေခြင်းတရားကိုဆင်ခြင်တဲ့မရဏနုတ္တိကမ္မထံဘုရားကုံတော်ကိုဆင်ခြင်တဲ့ဗုဒ္ဓနုတ္တိကမ္မထံစတဲ့ကမ္မထံတစ်ခုခုကိုပြောင်းပြီးအာယုံယူပြီးပွားများပေးပါအကုသိုလ်နေရာမှာကုသိုလ်စုအစားထုတ်ပေးတာပဲအဲ့ဒီလိုပွားများလိုက်လို့စိတ်ကလေးကြည်လင်ပြီးတော့ဝိတ္တတိငြိမ်းသွားတဲ့အခါမူလမိမိအထုတ်နေတဲ့ကမ္မထံကိုပြန်ပြီးအထုတ်ပါဒါစုတစ်ခုကိုစုတစ်ခုနဲ့ရိုက်ချွတ်တဲ့နည်းပဲနော်ဒါနံပါတ်1နည်းနံပါတ်2နည်းကတော့အပြစ်ကိုဆင်ញင်တယ်အကုသလဝိတ္တတိကြောင့်မိမိတို့ရရှိမဲ့အပြစ်ကိုဆင်ញင်လောဘဖြစ်နေတော့တည်ခဲ့မယ်နှစ်သက်နေတော့တွေ့တာနေတော့မေမောနေတော့သားတွေသမီးတွေဇနီးတွေမိတွေပစ္စည်းတွေကိုချစ်နေတော့ဆွမ်းလန်းနေတော့တည်ခဲ့မယ်ဆိုရင်အပေရောက်မဲ့အဖေနော်ဒါမနေ့ကဒီမှာဦးဇင်းဟောတဲ့လောက်ဟောသွားပြီအာတိတပရိယသုတ်တံမှာမြတ်စွာဘုရားတက်ရဟောထားဒေါသတွေဖြစ်နေတော့တည်မဲ့တည်ခဲ့ရင်အပေရောက်နိုင်တဲ့ဘေးအကုသလဝိတ္တတိအမျိုးမျိုးဝင်နေတော့တည်ခဲ့မယ်ဆိုရင်အပေရောက်နိုင်တဲ့ဘေးဆိုတဲ့အဲ့ဒီဘေးဒုက္ခတွေကိုလည်းဆင်ញင်ပါနောက်တစ်ခုဒီအကုသိုလ်တရားတွေကိုလက်ခံသိပိုက်ထားခြင်းဒီဟုသောအကြောင်းကြောင့်ပိဿုပံမှာဆင်းရဲနေရတဲ့ဘေးဒုက္ခတွေကိုလည်းဆင်ញင်ပါလက်တွေတကားကြီးတွေဒီမာကြီးတွေပိုသိကြတယ်နော်ဒီနေ့သာယသမီးရဲ့စီးပွားရေးဆိုတဲ့အာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့ပတ်သက်ပြီးတော့ဘလောက်ဆင်းရဲဒုက္ခရောက်နေတယ်သာယဝေးနေအတွက်ဘလောက်ယုံကန်နေရတယ်လောကကြီးမှာဘလောက်ယုံကန်နေရတယ်ကိုယ်ကရင်သိတယ်နော်လောကမှာလက်တွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကိုလည်းဆင်ញင်နောက်တန္တရာအပေမှာခံစားရမယ်ဆင်းရဲဒုက္ခတွေကိုလည်းဆင်ញင်အဲ့ဒီအပြစ်တွေကိုဆင်ញင်ပေးပါဘာနဲ့ဥပမာပြထားလဲဆိုရင်တော့အလွန်ရုပ်ရည်တန့်ပြန့်တဲ့အမျိုးသားအမျိုးသမီးလေးတွေပြင်ဆင်ဖိလိမ့်ထားတဲ့ပုဂ္ဂိုလ်အဖို့လူသေးကောင်ကိုလည်းပင်ဆွဲထားရမယ်မွေးသေးကောင်တစ်ခုကိုလည်းပင်ဆွဲထားရမယ်ခွေးသေးကောင်ဘုံတစ်ခုကိုလည်းပင်ဆွဲထားရမယ်ဆိုရင်သိပြီးလွန်ရှားတယ်နော်အဲ့ဒီယွန်ရှာဆက်ဆုပ်တယ်လို့ပဲဒီအကုသလဝိတ္တတိအကုသိုလ်တရားတွေကြောင့်ရရှိမဲ့အပေတန္တရာဘေးအပေါ်မှာယွန်ရှာဆက်ဆုပ်အောင်နှလုံးသွင်းရှုပွားပေးပါဒါအပြစ်ကိုရှုတဲ့နည်းနော်ဒုတိယနည်းနောက်တတိယနည်းကတော့မြတ်စွာဘုရားဘာအမိန့်ရှိလဲအတ္တတိအမနတိကာရအဲ့ဒီအကုသလဝိတ္တဖြစ်လောက်တဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေကိုတတိလည်းမထားနဲ့နှလုံးလည်းမသွင်းနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်တော့ဦးဇင်းတို့ဥပမာလေးနဲ့ပြတယ်လောကမှာကိုယ်မမြင်ခြင်းနဲ့လူပြောင်းနဲ့တွားပြီးရင်ဆိုင်တိုးလိုက်တဲ့အခါဘာလုပ်တတ်လဲမမြင်ခြင်းအောင်ဆောင်နေလိုက်တယ်တစ်ဖက်ကိုလှည့်ပြီးနေလိုက်နော်အဲ့ဒီပုံစံလိုပဲတဲ့ဒီအကုသလဝိတ္တတွေကိုလုံးလုံးမကြည့်ပဲနဲ့တစ်ဖက်ကုသလဝိတ္တတွေဖြစ်လောက်တဲ့အာယုံဘက်ကိုလှမ်းမြော်ပြီးကြည့်နေပါဒါကတတ္တိယနည်းနော်တဲ့နောက်တနည်းပြောကြအောင်သရုပ်ထာနည်းအဲ့ဒီသရုပ်ထာနည်းကတော့ဘာလဲဆိုရင်ဝိတ္တဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေကိုလှမ်းပြီးတော့ရှုပါအကုသလဝိတ္တဖြစ်ရတာဘာကြောင့်ဖြစ်ရတယ်ဆိုရင်တော့ဦးဇင်းတို့သာပေနယ်မှာသတ်မှတ်ထားတာကပညာဝိပ္ပန္နတဒီအဓိကအကြောင်းရင်းပဲအမှတ်မှန်းဖို့နော်ငါတို့ဘာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မဟုတ်တာတွေကိုငါတို့ဘာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပဲလို့မှတ်တယ်ရွှေလို့မှတ်တယ်ငွေလို့မှတ်တယ်ကားလို့မှတ်တယ်အိမ်လို့မှတ်တယ်လဲလို့မှတ်တယ်ယာလို့မှတ်တယ်နော်တကယ်ထင်ရှားရှိတာကယုတ်တရားနံတရားအစုပုံများတာဖြစ်ယုတ်တရားနံတရားအစုပုံပဲလို့မှတ်သားမှုမရှိဘူးအနိစ္စတရားဒုက္ခတရားအနတ္တတရားတွေပဲအတုပတရားတွေပဲလို့မှတ်သားမှုမရှိဘူးဘယ်လိုမှတ်နေလဲခုနကပြောခဲ့တဲ့အတိုင်းငါတို့ဘာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပဲသားပဲသမီးပဲဇနီးပဲမြည်ပဲစသည်ဖြင့်ဒီလိုမှတ်သားတယ်ရွှေပဲငွေပဲကားပဲအိမ်ပဲစသည်ဖြင့်မှတ်သားတယ်အဲ့ဒီမှတ်သားမှုမှားနေတဲ့အတွက်ကြောင့်ဝိတ္တအမျိုးမျိုးတွေဝင်နေတာဒါကြောင့်ဒီပညာဝိပ္ပန္နတရောက်အောင်ဝိတ္တဖြစ်ပေါ်လာတဲ့ပညာဝိပ္ပန္နတပျောက်သွားအောင်နှလုံးသွင်းပေးပါဘာနဲ့ဥပမာပြထားလဲဆိုလို့ရှိရင်တော့ခရီးသွားတဲ့ယောက်ျားအလွန်နှင်းနှင်းမြန်မြန်နဲ့လက်ဦးပြေးနေတယ်မောလာတဲ့အခါကျတော့အချိန်နည်းနည်းလျှော့ပြီးပြေးတယ်နောက်တော့ရက်တယ်နောက်တော့ထိုင်တယ်နောက်တော့အိတ်ချလိုက်အဲ့ဒီပုံစံအတိုင်းပဲတဲ့အလွန်ပြင်းထန်နေတဲ့ဝိတ္တတွေကိုတစဒီဝိတ္တကဘာကြောင့်ဖြစ်ရတဲ့အကြောင်းလေးတွေတဖြည်းဖြည်းပြန်ပြီးနောက်ကြောင်းလိုက်ပြီးစဉ်းစားကြည့်စမ်းစစ်ကြည့်လိုက်တဲ့အခါခုနကပညာဝိပ္ပန္နတတိုင်အောင်ပေါ့ဟုတ်တယ်မလားဥပမာဆိုကြပါစို့သားအတွက်ကြံစည်စိတ်ကူးနေတယ်ဆိုလို့ရှိရင်လည်း
ဒီဝိတ္တဘာကြောင့်ဖြစ်နေတယ်လို့လှမ်းကြည့်လိုက်တဲ့အခါသားဆိုတဲ့အာယုံသွားတယ်မယ်။ဩသားအပေါ်မှာမှတ်သားနေတဲ့မှတ်သားမှုသည်မှားနေတယ်။သားဆိုတာမရှိဘူးရှိတာကယုတ်တရားနံတရားအစုပုံပဲရှိတယ်လို့မြင်အောင်ထင်အောင်အဲ့ဒီမှာလှည့်ပြီးရှုပြီးတော့ဟုတ်တယ်မလား။ကဲနောက်တစ်ခုကဲဒါနံပါတ်၄ပြီးစီနံပါတ်5ဝိတ္တကိုကြောက်အောင်နည်းကတော့ဘာလဲဆိုရင်ဒန္တေဒန္တာပိဒါယသွားနှစ်ခုအံကျိတ်လိုက်သမှာဇေဝါယတာလုံးအာဟိစ္စရှာနဲ့အာကောင်ကိုတင်းတင်းကြပ်ကြပ်ကြီးအားထောက်ထားလိုက်ထောက်ပြီးတော့စေတတာစိတ်တံအဘိနေကနိတာပါစိတ်တစ်ခုနဲ့စိတ်တစ်ခုကိုအတင်းတအားနှိပ်ပိုက်အကုသိုလ်ဝိတ္တဆိုတဲ့စိတ်တွေကိုကုသိုလ်စိတ်တွေနဲ့ပြောင်းပြီးတော့အတင်းနှိပ်ကိုပေးပါပူသွားအောင်ညှစ်ပေးပါပူလောင်သွားအောင်လုပ်ပေးပါဘယ်လိုလုပ်ရမလဲဆိုလို့ချင်းအားရှိတဲ့ယောက်ျားတယောက်အားကောင်းမောင်းတန်တဲ့ယောက်ျားတယောက်ကနေပြီးတော့အားနွယ်နေတဲ့ယောက်ျားတယောက်ကိုဂုတ်ကင်လက်ပင်ကင်ခေါင်းကင်ပြီးတော့တအားဖိညှစ်ထားတယ်ကိုညှစ်ပေးသမှာအကုသလဝိတ္တတွေကိုမဝင်လာစေပဲကုသလဝိတ္တတွေကိုသာအစားထိုးပြီးလုပ်ပေးပါနော်အန်ကျိတ်ပြီးတော့တအားချရမယ်လို့ဆိုလို့တယ်ဟုတ်တယ်မလားဒါဝိတ္တပဲဖြောင်းနည်း9နည်းပဲမြတ်စွာဘုရားပေးထားတာအဲ့ဒီ9နည်းအရဝိတ္တတွေကိုပယ်ဖြောက်လို့ရှင်းရင်ဒါယဉ်ကျေးဥတွေကိုပယ်ဖြောက်ပေးပြီးနေတယ်ယဉ်ကျေးဥပယ်ဖြောက်ပေးနိုင်တဲ့ပုဂ္ဂိုလ်မှန်ခဲ့ရင်မညာပုံညာရနိုင်တယ်ဒီယဉ်ကျေးဥအကုသလဝိတ္တတွေကိုမပယ်ဖြောက်ပဲထိုင်ပြီးသာဆက်ပြီးစဉ်းစားနေမယ်ဆိုရင်တရက်ထိုင်လဲတရားမရနိုင်ဘူးတစ်လထိုင်လဲတရားမရနိုင်ဘူးတစ်နှစ်ထိုင်လဲတရားမရနိုင်ဘူးတဲ့ဘာဖြစ်လို့လဲတရားအားထုတ်တာမဟုတ်ဘူးဝိတ္တတွေနဲ့ကြံစီစိတ်ကူးနေတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်တရားရတော့မလဲမရနိုင်ဘူးဒါကြောင့်ယဉ်ကျေးဥကိုပယ်ဖြောက်မပေးတတ်တဲ့ပုဂ္ဂိုလ်မှန်ရင်လည်းငါဖျားဤသာသနာနဲ့မဲ့ညာဖုန်ညာရသည့်တိုင်အောင်တိုးတက်စီကကြီးပွားမှုဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။အဲနောက်တစ်ခုနံပါတ်3ပြီးရင်နောက်တစ်ခုကနံပါတ်4နံပါတ်4အင်္ဂါရက်ကဘာလဲကထင်းစဘေခွေဘေခုနဝနံပရိစ္ဆာရိတဟောတိဣဒဘေခွေဘေခုသကုဏရူပတေတဝနမိတေဂာယဟောတိအနုပိစေနခာဟိယတဝတိကနာမေနသကုဏိရိယအတံဟုတံဝိဟရန္တအဘိဇာဒေါမနတပါပကအကုသလဓမ္မအနွတ်တွဲယုံတတ္တတံဝရအာယနပတိပိစတိနရခတိသကုဏိရိယသကုဏတေရိယေနတံဝရအပိစတိသိခဝေတန္တရာဘေကိုရှုလေရှိကြကုန်သောပရိသတ်၄ပါးจิตသားจิตသမီးတို့ကထင်းစအဘယ်သို့လျင်ဘေကုယောဂီဟန်ဒီနဝနံပရိစ္ဆာတိတဟောတိအနာကိုပတ္တိစီဖုံးလွှမ်း၍ပေတိမမီလေတနီဘေခဝေတန္တရာဘေကိုရှုလေရှိကြကုန်သောပရိသတ်၄ပါးจิตသားจิตသမီးတို့ဣဒဤငါဖယားဤတဏ္ဍာတော်များအတွင်း၌ဘေကုယောဂီဟန်ဒီသက္ကုဏမျက်စိအကြည်ဓာတ်ကိုမှီ၍ဖြစ်ပေါ်လာသောသက္ကုဝိညာဉ်စိတ်ဖြင့်ရူပံအရှင်ယူပါယုံကိုဒိဋ္ဌဝါမြင်တွေ့ကြရသည်ရှိသောနိမိတ်တေကာဟိယောက်ျားမိန်းမလှမလားစားသောအမှန်တမေကိုဆွဲယူလေရှိသည်ဟောဒီဖြစ်နိမိတ်တေကာဟိယောက်ျားမိန်းမလှမလားစားသောအကျမ်းအပြင်ခွဲခြားအပ်သောအမှန်သာကိုဆွဲယူလေရှိသည်ဟောဒီဖြစ်အနုဖြစ်တဲ့ကာဟိလက်ချေတန်တံပြုံးရဲ့ဟန်စားသောအသေးစိတ်ထင်ရှားသောအမှန်သာကိုဆွဲယူလေရှိသည်ဟောဒီဖြစ်ယတ္တဝတိကရဏအကျင့်စက္ကုံတွေကိုမဆောင်စည်းခြင်းဒီဟုသောအကြောင်းကြောင့်စက္ကုံတရိယစက္ကုံတွေကိုအတံဝတ္တမဆောင်စည်းသည်ဖြစ်၍ဝိဟရန္တံနေသောဧနံဘေကုံထိုယဟန်တို့အဘိဇာဒေါမနတာအဘိဇာဒေါမနတာဟုဆိုကုန်သောပါပကယုံမကုန်သောအကုသလဓမ္မအကုသိုလ်တရားတို့သည်အနတဝေယုံအဖမ်းမှန်နှင်းပန်နှိမ့်ဆက်ကုန်ရ၏တတ္တထိုစက္ကုံတွေကိုတံဝရယဆောင်စည်းခြင်းကနပတိပိစတိမကျင့်စက္ကုံတရိယစက္ကုံတွေကိုနရခတိမဆောင်လျှောက်စက္ကုံတရိယစက္ကုံတရိယ၌တံဝရံဆောင်စည်းခြင်းတို့နအဘိစတိမရောက်အလားတူပဲသောတေနသတ္တံသုတ်တမစသည်တွေဟောထားတယ်ဟုတ်တယ်မလားအတန်လေးကိုကြားတဲ့အခါအနံလေးကိုနားတဲ့အခါအယတာကိုသိတဲ့အခါအတွေ့အထိသိတဲ့အခါကြံစီစိတ်ကူးစရာအမျိုးမျိုးကိုကြံစီစိတ်ကူးတဲ့အခါမှာလည်းထိုနည်း၎င်းမယ်လို့ဖတ်နော်ဒီတော့အာယုံ၅ပါးသို့မဟုတ်အာယုံ6ပါးကိုတွေ့လိုက်တဲ့အခါဘာဖြစ်တယ်လဲယောက်ျားပဲမိန်းမပဲဒီလိုသွားပြီးဆွဲယူတယ်လှတယ်မလှဘူးသွားဆွဲယူလိုက်တယ်နောက်တစ်ခုအသေးစိတ်ထင်ရှားတဲ့အမှန်သားလေးတွေကိုလည်းသွားဆွဲယူတယ်ဒါကလက်ပဲဒါကခြေပဲဒါကမျက်နှာဒါကမျက်လုံးဒါကမျက်ခုံးစသဖြင့်သွားပြီးဆွဲယူလိုက်အဲ့ဒီလိုဆွဲယူလိုက်ပြီဆိုရင်အဲ့ဒီလိုဆွဲယူတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာ၌စက္ခုံတွေကိုမဆောင်စည်းခြင်းဒီဟုသောအကြောင်းကြောင့်အဘိဇာလို့ခေါ်တဲ့လူလားမှုတတ်မဲ့မှုဖြစ်တဲ့မှုတွေလည်းဖြစ်လာနိုင်မယ်ဒေါမနတလို့ခေါ်တဲ့အလိုမကျတဲ့သဘောတွေလည်းဒီအာယုန်နဲ့ပတ်သက်ပြီးဖြစ်လာလိမ့်မယ်အဲ့ဒီအဘိဇာဒေါမနတတို့ကထိုအင်္ဂလိပ်ကိုမဆောင်စည်းတဲ့ပုဂ္ဂိုလ်ကိုအစဉ်တစိုက်လိုက်ပြီးအမြဲမပြတ်ညှဉ်းပန်းနှိမ့်ဆက်နေလိမ့်မယ်
ဒါဟုတ်တယ်မဟုတ်ဘူးဆိုတော့ဒကာကြီးတွေငွေကြီးတွေကိုယ်တွေစဉ်းစားကြနော်အပြိုဘဝလူပြိုဘဝလေးကိုပြန်ပြီးအာယုံယူကြည့်မြင်လိုက်တဲ့အခါမှာယောက်ျားပဲမိန်းမပဲလို့ဆွဲလိုက်တဲ့အစွဲလေးရှိနော်အဲ့ဒီအစွဲလေးကိုအချိန်မီမပယ်ဖြောက်နိုင်တဲ့အတွက်အဲ့ဒီအစွဲကနေအကုသလဝိတ္တယဉ်ကျေးဥတွေဝင်လာပြီးတော့ကြံစည်စိတ်ကူးမှုကနေတဆင့်အကောင်ထဲပေါ်လာတဲ့ဒါဒီနေ့ဒီလှုပ်တွေးလို့မပြီးသေးဘူးတဲ့ဟုတ်တယ်မလားနောက်ထပ်လည်းဘယ်လောက်လှုပ်ကြွအောင်မယ်ဆိုတာမပြောနိုင်ဘူးအဖန်မှန်ညှင်းပန်းနှိမ့်ဆက်နေတာဟုတ်တယ်မလားဆွဲလန်းမှုနှစ်သက်မှုတွေဖြစ်တဲ့မနှစ်သက်မှုတွေလည်းအဖန်မှန်အထက်ထဖြစ်နေတယ်အိန္ဒြေကိုမဆောင်သိလို့ဟုတ်တယ်မလားဟုတ်ပါတော့အဲ့ဒါကိုသက္ကရာကဘယ်လိုအကြောင်းပြထားလဲဆိုရင်သဗ္ဗရမဏီသူနမိတ္တကဏ္ဍဝိစရန္တောသောယထာတတ္တကောဘာလကသတ္တောယထာတောတကောဘာလကတဝနနာသောယထာသောယထာသောကောဘာလကောဝနနာပရိစ္ဆာဒိတိဧဝံတံဝရဏဘတမ္မာဒိတိသဗ္ဗရမဏီသူအလုံးစုံသောအာယုန်တို့အပေါ်၌နမိတ္တယောက်ျားမိန်းမစသောအမနမိတ်ကိုကဏ္ဍတော်ယူလျက်ဝိစရန္တောလက်လည်းခဲ့သည်ရှိသောသောထိုကိုသောထိုကောဘာလကောထိုနွားကြောင့်သာသည်ဝနံနွားတို့၌ပေါက်ရောက်လျက်ရှိသောအနာကိုနပရိစ္ဆာဒိတိယထာပတိစီဖုံးလွှမ်း၍မပိတကဲ့သို့သောထိုယောဂီယံဤတံဝရံတတိတံဝရတရားကိုနတံပါဒိတိမပြည့်စုံစေနိုင်နွားကြောင့်သားကနွားဒီမှာပေါက်နေတဲ့အနာကိုဆေးထက်ယဉ်ကျေးမှုတွယ်နေခဲ့ရင်ယဉ်ကျေးမှုတွေကိုတုံးနဲ့ချစ်ချပြီးတဲ့အခါဆေးထက်ပြီးပတိစီဖုံးလွှမ်းပြရအဲ့ဒီလိုဖုံးလွှမ်းမပေးသလိုပဲယဟန်ကလည်းအတ္တဘောတိဟုသောခန္ဓာအင်ကြီးရှိတယ်နော်ဒီခန္ဓာအင်ကြီးမှာအမျက်မပြတ်ညှိုစီးပြီးကြနေတဲ့ကိလေသာဆိုတဲ့ငန်းရီမန်းရီအပုပ်ရီပြည်သွေးရီတွေရှိအဲ့ဒီပြည်သွေးရီတွေကဓဝရ6ပါးမှာအမြဲမပြတ်ညှိုစီးနေတယ်မျက်စိကလည်းအပေါက်ကလည်းညှိုစီးတယ်နားအပေါက်ကလည်းညှိုစီးတယ်နှာခေါင်းအပေါက်ကလည်းညှိုစီးတယ်လျှာအပေါက်ကလည်းညှိုစီးတယ်ကိုယ်အပေါက်ကလည်းညှိုစီးတယ်နှလုံးအပေါက်ကလည်းညှိုစီးနေ6ဓဝရအပေါက်ကနေကိလေသာတွေတသွင်းသွင်းယိုစီးနေတဲ့ဒီအတ္တဘောတိဟုသောခန္ဓာအင်ကြီးကိုဆေးလေးပါလေးထည့်ပြရတယ်။ဘာဆေးလဲဆိုရင်တော့ခုနကယုတ်တရားကိုဟုတ်တိုင်းမှန်စွာသိတယ်၊နံတရားကိုဟုတ်တိုင်းမှန်စွာသိတဲ့ဆေးအကြောင်းတရားတွေကိုဟုတ်တိုင်းမှန်စွာသိတဲ့ဆေးအကြောင်းတရားတွေကထိုယုတ်တရားနံတရားတို့အပေါ်နဲ့ဟုတ်တိုင်းမှန်စွာသိနေတဲ့ဆေးအဲ့ဒီဆေးကိုကုသိုလ်စိတ်ဝိပဿနာကုသိုလ်စိတ်လို့ခေါ်တယ်နော်ဝိပဿနာကုသိုလ်စိတ်ဆိုတဲ့ဆေးလေးထည့်ပြီးတော့အပေါ်ကတတိဆိုတဲ့ပတ္တိလေးနဲ့မြဲမြဲချီပြီးထားပြရတယ်အနာတွေက6လုံးရှိနေတယ်အဲ့ဒီအနာ6လုံးမှာဝိပဿနာကုသိုလ်စိတ်ဆိုတဲ့စိတ်ဆေးလေးထည့်ပြီးတော့တတိဆိုတဲ့ပတ္တိနဲ့မြဲမြဲစီးမထားဘူးဆိုလို့ရှိရင်တော့အဲ့ဒီကိလေသာသံဃာရည်တွေကအမြဲမပြတ်ယိုစီးပြီးကြနေလိမ့်မယ်နော်မှန်ပါဗျာဟုတ်တယ်မဟုတ်ဘူးဆိုတာကတော့ဒကာကြီးတွေလည်းလက်တွေ့ပါပဲနော်နေ့စဉ်ဒီဓဝရ6ပါးကိုမထိမ့်သိမ့်နိုင်တဲ့အတွက်အာယုန်ဒီအိမ်မှာတိုက်ဆိုင်တိုင်းတွေ့တိုင်းဘယ်လိုဖြစ်နေလဲသားတွေ့လိုက်လဲချစ်လိုက်တာပဲသမီးတွေ့လဲချစ်လိုက်တာပဲအဖိုးကြီးတွေ့လဲဖွားကြီးတွေ့လဲဒီပုံစံတိုင်းဟုတ်တယ်မဟုတ်လားကားတွေ့လဲချစ်တာပဲရွှေတွေငွေတွေတွေ့လဲချစ်တာပဲကိုယ်အိမ်တွေ့လဲဆွဲလန်းတာပဲအဲ့ဆွဲလန်းမှုတွေနဲ့ဒါအချင်းကုန်နေတယ်ကိလေသာတဏှာကြီးတွေယိုပြီးကြနေတယ်အမြဲမပြတ်ဓဝရ6ပါးကိုဝိပဿနာကုသိုလ်စိတ်လို့ခေါ်ဆိုအပ်တဲ့ဆေးလေးထက်ပြီးတော့တတိတိဟုသောပါဠိနဲ့မြဲမြဲစီမထားတဲ့အတွက်အကုသိုလ်တရားတွေတတွင်တွင်ယိုစီးနေတယ်။ထုံးလေးတွေထောက်ပြီးပြောကြရအောင်နော်။ဦးဇင်းတို့ဇတ်တော်တစ်ခုရှိတယ်။ကနဝေရဇတ်အဲ့ဒီဇတ်တော်လေးနည်းနည်းပြောကြရအောင်။အဲ့ဒီဇတ်တော်မှာယဟန်တော်တစ်ပါးဆိုကြစို့သာသနာတော်ကိုသူကတရားတရားအစစ်နဲ့ဝင်ရောက်လာတယ်။ဧကန္တပရိဘုံနာဧကန္တပရိသုဒ္ဓဖြစ်တဲ့အလုံးစုံတကယ်စင်စစ်ပြည့်စုံနေတဲ့တကယ်စင်စစ်စင်စင်ကြဲကြဲရှိနေတဲ့ဗြဟ္မစရိယလို့ခေါ်တဲ့ဒီမြတ်သောသာသနာတော်ကိုတော့အရာတီတော်လူကောင်အလယ်နဲ့နေနေတဲ့ပုဂ္ဂိုလ်တယောက်စင်စင်ကြဲကြဲကျင့်ဖို့တော့သိမလွယ်ဘူး။ဒါကြောင့်ငါဒီအရာတီတော်လူကောင်ကိုစွန့်ခွာပြီးတော့အရာမထောင်တဲ့ယဟန်ကောင်သို့ဝင်ရောက်ပြီးတော့ဒုက္ခရဲ့အဆုံးကိုငါပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူကသာသနာကောင်ဝင်လာခဲ့။သို့တော်လည်းသူကလူ့ဝကြောင့်ဘဝမှာသားများရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပစ္စည်းလည်းအထိုက်လျောက်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဖြစ်တော့ပစ္စည်းတွေကိုသားများတွေအနှံခဲ့ပြီးတော့မှသူကသာသနာပေါင်းဝင်လာတာဖြစ်တယ်။သာသနာပေါင်းရောက်တဲ့စဆိုတော့သူကဝါကအငယ်ဆုံးနောက်ဆုံးကနေပြီးတော့ဆုံးခံသွားရင်လည်းမထေကြီးတွေနောက်ကကပ်ပြီးလိုက်ရတယ်။ရွာတွင်းဆွမ်းစားစရာတစ်ခုကိုဝင်ဆွမ်းစားပြီးဆိုရင်လည်းတန်ခါကများတော့သူကနေရာမရဘူး။ဟိုအစွမ်းအပြားမှာပြင်းများလေးတစ်ချက်ခင်းပြီးထိုင်ရင်လည်းထိုင်ရတယ်။ဒါလိုထိုင်တဲ့အခါမှာရတဲ့ဆုံးကြပြန်တော့လေ
ကျေနေတဲ့စကွဲဆွန်းလေးတွေတော့လည်းရတတ်တယ်ကုန်းကြီးလေးနှစ်ခွက်မြောက်ရှိတဲ့ဟင်းလေးအကျွင်းကြံတော့လည်းရတတ်တယ်သို့မဟုတ်သမင်းကျိုးတွေပါတော့လည်းရတတ်တယ်ဝမ်းရင်အတွက်ကမျှတမှုတိတ်မရှိဘူးမရှိတော့သူကဘာတရိယာလဲအိမ်ကဒကမာကြီးသွားတရိယာလားနော်ဟောလျှာဆိုတဲ့အပေါက်ကိုဝိပဿနာကုသိုလ်စိတ်ကလေးဒီဟုသောဆေးထည့်ပြီးတော့တတိတိဟုသောပတ္တိနဲ့မြဲမြဲစီမထားဘူးနော်မှတ်ထားပြီးတော့အိမ်ကဒကမာကြီးရှိတတိယတော့ခက်မြန်မြန်အိမ်ကြီးအိမ်ရောက်တဲ့အခါဒကမာကြီးကတပိတ်ဖွင့်ကြည့်လိုက်တဲ့အခါတပိတ်တက်ရှိတာတွေလဲပြီးတော့မွန်မြတ်တဲ့ယာကုတွေမွန်မြတ်တဲ့ဆွမ်းခဲပဲဘောဇင်ကြီးဆက်ကဝမ်းကြီးအတွက်တော့ပြေလည်သွားပြီပြေလည်တာနဲ့သူကနှိမ့်စဉ်ဒီအိမ်ကိုပဲကြွကြွပြီးဆုံးဖုံးနေတယ်ဆုံးဖုံးတော့အိမ်ကဒကမာကြီးကလည်းသူကဘယ်လိုဖြစ်လာလဲဒီကိုယ်တော်ကြီးငါအပေါ်၌တွေ့တာမှုတန်ရုံးစဉ်ရှိနေသေးသလားမရှိဘူးလားဆိုတော့သိရအောင်ငါစမ်းအောင်မယ်ဆိုပြီးသူကစိတ်ကူးလာနော်စိတ်ကူးတော့ဒီနေ့သူကဘာလုပ်တယ်လဲဆိုတော့ရုပ်ရည်ခတ်တနာအမျိုးကောင်းသားတယောက်သူကရှာအဖော်ယောက်ျား၄၅ယောက်လောက်နဲ့ရှာထားတယ်လဲတကြီးကိုလည်းကြာကြာနာနာအိမ်ဝမှာသေချာနွားတွေတက်ပြီးပြင်ဆင်ထားတယ်အဲ့ဒီရုပ်ရည်တနာယောက်ျားတယောက်ကိုရင်မိုးစင်စင်ကြဲကြဲချိုးခိုင်းတယ်ရှေ့တုန်းကဟိုကောင်းစားလာတဲ့တေးတရားဝတ်ဆင်ပြီးတော့အိမ်ဥကမှာသေချာထားပြီးတဲ့အခါအဖော်ပြတဲ့ယောက်ျားတွေနဲ့တကွအဲ့ဒီယောက်ျားတွေကိုအသင့်အခန့်ကျွေးမွေးနေတဲ့ပုံသဏ္ဍာန်လေးလောက်ထားတယ်သူကိုယ်တိုင်ဒကမာကြီးကတော့ဘာလုပ်တယ်လဲဆိုတော့နောက်ပွေးကြောင်မှာမုတ်ကြော်နေတယ်ဒီနေ့အဲ့ဒီမုတ်ကြော်နေတဲ့အဲ့ဒီနေချိန်ကြတော့လာပြီးဆွံ့ရပြန်တယ်ဆွံ့ရတဲ့အချိန်ကကြတော့အိမ်ရှိမှာစောင့်နေတဲ့ပြောတယ်အိမ်ရှိမှာဘုန်းကြီးတစ်ပါးဆွံ့ရနေတယ်ဒကမာကြီးကဘာပြောလိုက်တယ်လဲအဲ့ဒီဘုန်းကြီးကိုဝတ်ချပြီးတော့ကြော်စုံးလုံးလောင်းလိုက်ဒီလိုပြောလိုက်တဲ့အခါဒကာကြီးကလည်းဒကမာကြီးမှားတဲ့အတိုင်းပဲဝတ်ချပြီးတော့ကြော်စုံးမှာဘုရားတော်သွားလောင်းလိုက်တော့အဲ့ဒီကိုတော်ကြီးကမသွားဘူးပေးတီးပြီးရနေတယ်ဟုတ်ကလားပေးတီးရနေတဲ့အချိန်ကကြတော့ဒကာကြီးကတစ်ခေါက်ပြန်သွားပြီးအိမ်နဲ့ပြန်ဝင်ပြောပြန်တယ်ဒီဘုန်းကြီးကကြော်စုံးလောင်းမိမဲ့လို့သူကမသွားဘူးရမြဲရနေတယ်ဒါနဲ့ဒကမာကြီးကကြပြထွက်လာပြီးကလကာလေးလှက်ကြည့်လိုက်တော့ဩအဲ့ဒါကလေးတွေရဲ့အဖေပဲသူကိုယ်တိုင်ကြပြဆင်းသွားပြီးတဲ့အခါရိုးသေးစားရှစ်ခိုးပြီးတော့တပိတ်ယူပြီးတော့အိမ်မော်ပင့်သုံးနေပါလေဆက်ကကျွေးမွေးကိစ္စပြီးတဲ့အခါကျတော့ကိုတော်ကြီးကိုဒကမာကြီးကကတော့တယ်နော်ဘယ်ပုံပဲနည်းကတော့လဲဆိုတော့အဲ့ဒါဒီမုတ်ပုံကဒကမာကြီးတွေအကေမြတ်ဒကာကြီးတွေဘုန်းကြီးဝတ်သွားတဲ့အခါကတော့တအောင်ဦးစင်းကတော့အဲ့ကတော့နည်းသင်ပေးရအောင်ဟုတ်လားဘယ်ပုံပဲနည်းကတော့လဲဆိုတော့သူကဗန္တိတုံမေဣဒေဝပရိနိဗ္ဗာယထမယံဣတကကာလအညာကုလနာကနေမှာအတ္တမိကေပနာဂရေဂရဝါသောနတန္ထာတိမယံအညာကုလကနာမဒုရံဇနဗတံကိစိတမတုံမေအပမတ္တဟောတသတိမေဒောသောအဋ္ဌိကမထာဗန္တိရှင်ပြတုံမေရှင်ပြတို့သည်ဣဒေဝဤသာဝတိမြို့၌ပင်လျင်ပရိနိဗ္ဗာယထပရိနိဗ္ဗာန်ပြုတော်မူကြပါကုန်ဖျားအရှင်ဘုရားတို့ကတော့ဒီသာဝတိမြို့မှာပဲပြိဋိဘံပြုတော်မူကြပါမကောင်းဘူးလားဒီမကြီးသိကောင်းတယ်ဟဲ့လားသူလျှောက်ပုံလေးသိကောင်းတယ်မယံဘုရားတပည့်တော်မှာတို့ဒီဣတကကာလဤမြတ်သောကာလပတ်လုံးပညာကုလအခြားအမျိုးသားတယောက်ကိုနာကနေမှမယူခဲ့ကြပါကုန်တပည့်တော်တို့ခုချိန်ခါတိုင်အောင်သောကာလပတ်လုံးအခြားအမျိုးသားတယောက်ကိုတပည့်တော်မှမယူခဲ့သေးပါဘူးပါဏထိုတော်ပြင်မယူခဲ့သေးတော်လဲအတ္တမိကေအိမ်ရှင်ယောက်ျားမရှိသောဂရေအိမ်၌ဂရဝါဒလူကိစ္စသည်နတန်ထာတိကောင်းစွာမတည်နိုင်ပါအိမ်ရှင်ယောက်ျားမရှိတဲ့လူအိမ်မှာတော့ဗျာဂရဝါဒလို့ခေါ်ဆိုအပ်တဲ့လူမှုကိစ္စအိမ်တော်ရေးကိစ္စတွေဟာကောင်းစွာမတည်တတ်နိုင်ပါဘူးမယံအညာကုလံကနာမမယံတပိတော်တို့သည်အညာကုလံအခြားမျိုးသားတယောက်ကိုကနာမယူကြပါကုန်လိမ့်မယ်ကနာမယူကြပါကုန်ဒုရံဝေကွာလာသောသနပဒံဇနဘုဒ္ဓကိစိတာမှာသွားပါကုန်တော့တပိတော်အခြားအမျိုးသားတယောက်ကိုခုယူတော့မယ်အလွန်ဝေးတဲ့ဇနဘုဒ္ဓခုကိုလည်းခုသွားတော့မယ်ဗျာဒုံမေအရှင်ဖရာတို့သည်အပ္ပမတ္တမမေ့မလျော်သောအပ္ပမတ္တတရားနှင့်ပြည့်စုံကြကုန်သည်ဟောထဖြစ်တော်မူကြပါကုန်ဗျာအရှင်ဘုရားတို့ကတော့အပ္ပမတ္တတရားမမေ့မလျော်တဲ့အပ္ပမတ္တတရားနှင့်ပြည့်စုံပြီးနေတော်မူကြပါမေဖရာတပည့်တော်မှဤသောအရှင်ဘုရားအပေါ်၌ပြင်မမိခဲ့သောကာယကံဝစီကံမနောကံဒီဟုသောအပြစ်ဒီသာစေအတ္တိအကဲ့၍ရှိခဲ့ပါမူခမထာတိခံတော်မူကြပါဗျာအရှင်ဘုရားအပေါ်၌တပည့်တော်မှပြင်မထားမိတဲ့
ကာယကံဝစီကံမနောကံဆိုတဲ့အပြစ်များရှိခဲ့မယ်ဆိုရင်လည်းအရှင်ဘုရားခွင့်လို့တိခံတော်မူပါဆိုပြီးကတော့ဘယ်ပုံဘယ်နည်းဖြစ်မယ်တော့မပြောတတ်ဘူးနော်စာထဲမှာပါဠိတာကတော့ဆရိယဖာလနာကာလောဝိယအဲ့ဒီကိုတော်ကြီးနှလုံးဟာကွဲမတတ်ဖြစ်သွားတယ်ဟုတ်လားအဲ့ဒီလိုဖြစ်တဲ့အခါကိုတော်ကြီးကဘာပြောလဲကဲဒီကမာကြီးမင်းကိုတော့ငါဘယ်နည်းနဲ့မှမစွန့်နိုင်ဘူးမသွားပါနဲ့ငါပဲလူထွက်ပါမယ်အဲဒါကြောင့်ဟိုနေရာမှာရှိနေတဲ့ပစိုးဩဇာတွေကိုပို့လိုက်ငါကိုယ်တိုင်ဆရာဥပ္ပဇေတွေကိုရှောင်ထားပြီးတပိတ်တန်ကအနှံပြီးတဲ့အခါငါပြန်လာခဲ့မယ်ဆိုပြီးသူကပြောတယ်အဲ့ဒါဘာကနေဘယ်လိုဖြစ်သွားတယ်ဆိုတာဒီကကြီးတွေကွင်းဆက်နားလည်ပါတယ်နော်မူလကအကုသလဝိတ္တဟုတ်လားအကုသလဝိတ္တဆိုတဲ့ယဉ်ကျေးဥတွေကမျက်စိနာနာလျာကိုယ်စိတ်ဆိုတဲ့ द्वार 6ပါးဆိုတဲ့အနာတွေမှာလာပြီးတော့ယဉ်ကျေးဥတွေပေါ်လာတယ်အဲ့ဒီယဉ်ကျေးဥတွေကိုအချိန်မီတုံးနဲ့ချစ်ပြီးမချဘူးအနာကိုလည်းဝိပဿနာကုသိုလ်စိတ်လို့ခေါ်တဲ့ဆေးလေးထည့်ပြီးတော့သတိဆိုတဲ့ပါတိနဲ့စီးပြီးဖုံးလမ်းမပေးခဲ့ဘူးမပေးတော့ဘာဖြစ်တယ်လဲလူထွက်မယ်လူထွက်လို့ရှိရင်မိမိလိုလားတောင့်တနေတဲ့မေဖို့နိဗ္ဗာန်ရအောင်မလားမရတော့ဘူးလူဝင်နဲ့အထုတ်ရင်တော့ရချင်ရမယ်ပေါ့လေဟန်းဝင်နဲ့တော့မရနိုင်တော့ဘူးဟုတ်တယ်မလားဒါနဲ့ကြောင်းရောက်တဲ့အခါလူထွက်မယ်ဆိုတဲ့ပုံကံဖြစ်လာရောဆရာဥပ္ပဇ္ဇေတွေလျှောက်တော့ဆရာဥပ္ပဇ္ဇေတွေကသူ့ကိုအလိုမရှိဘဲနဲ့မြတ်စွာဘုရားထံခေါ်သွားတယ်မြတ်စွာဘုရားထံလည်းရောက်ကောမြတ်စွာဘုရားကအကျိုးကြောင့်မေးတဲ့အခါအတိတ်ဇလန်းလေးမြတ်စွာဘုရားပြန်ဟောပြတယ်စိတ္တယဟံသင်ကိုသင်ဒီမိမကိုအကြောင်းပြုပြီးအတိတ်ဘဝကလည်းလေဘင်းကိုဓာတ်နဲ့ဖြတ်ပြီးအသက်ခံခဲ့ရဘူးတယ်ဆိုပြီးအတိတ်ဝတ္ထုလေးထိုယဟန်ကတောင်းပန်တဲ့ပြန်ဟောတယ်အတိတ်တစ်ခုသောဘဝတစ်ခုဆိုကြစို့ဗာရဏသီမြို့မှာသခိုးကြီးတယောက်အလွန်ထကြွတောင်းကြနေတယ်သူကခွန်အားဗလာလဲကောင်းတယ်ရုပ်ရည်လည်းသိချောမောတယ်မြို့ထဲမှာလှည့်လည်ခိုးနေတော့သူ့ရဲ့ယံကအန္တရာယ်ကြီးမှလာတော့ရှင်မြင်ထံအထိနားပေါက်ကြသွားတယ်ဆိုကြစို့ရှင်မြင်ကနေနဂရဂုတ်တိကလို့ခေါ်တဲ့မြို့ဆောင်ကိုတာဝန်ပေးလိုက်တဲ့ဒီသခိုးဖန်ဆီးဖို့မြို့ဆောင်ကလည်းအစုလိုက်ပေါ့လေလူတွေလူစုလူဝဲနဲ့ဟိုတနေရာတစုဒီနေရာတစုထားပြီးတော့ချောင်းပြီးညဘက်ဖမ်းလိုက်တာနောက်ဆုံးမိပြီဆိုကြစို့မိတဲ့ကရှင်မြင်ထံဆက်တာတော့ရှင်မြင်ကခေါင်းဖြတ်စေဆိုပြီးတော့အမိန့်ချလိုက်အဲဒီလိုအမိန့်ချလာတဲ့သခိုးကိုလက်ပြန်ကြိုးတွေတို့ခေါင်းမှာပန်းနီတွေပန်းမြေနီမုံနေဖြူပြီးတဲ့အခါဒုတ်တွေနဲ့လမ်းတစ်ခုမှလမ်းတစ်ခုရိုက်ပုတ်ပြီးတော့ခေါ်လာတော့ဘယ်ရောက်လာလဲဆိုတော့အဲ့ဒီအချိန်မှာဗာရဏသီမြို့ပေါ်မှာလည်းပြည်သာမတူရှိတယ်သူကမင်းနဲ့လည်းအကျွမ်းဝင်တယ်ရုပ်ရည်ကလည်းအမတန်လှပါတယ်သူ့မှာအမတန်လှပါတဲ့အချွေရန်ကျုံမကလည်း900လောက်ရှိအဲ့ဒီအမျိုးသမီးတယောက်ရဲ့အိမ်ရှိကနေဖြတ်ပြီးခေါ်လာခဲ့တယ်အမျိုးသမီးဒီပြည်သာမကလည်းဒီယောက်ျားကိုသခိုးကိုမြင်လိုက်တာနဲ့သူကလည်းမနေနိုင်တော့အောင်ဆွမ်းနှံနှစ်သက်မှုတွေဖြစ်တယ်နောက်ဆုံးအကြံတစ်ခုရတာနဲ့သူ့ရဲ့အတွင်းလူယုံဖြစ်တဲ့ဂျုံမတယောက်ကိုငွေ1000ပေးပြီးတော့မြို့ဆောင်ထံကိုအသွားခိုင်းလိုက်ငွေ1000လာထုတ်ပြီးတော့ဗာမှာလိုက်တယ်ဆိုတော့ဒီသခိုးသည်သူ့ရဲ့မောင်ဖြစ်ပါတယ်သူကလွဲလို့ရှိရင်တော့အခြားအားထားစရာဒီယောက်ျားသခိုးမှာဘာမှဘယ်သူမှမရှိပါဘူးသူတို့မောင်နှမ2ယောက်ကသူဟာမကောင်းတဲ့အလုပ်တွေလုပ်နေမှသိတဲ့အတွက်သူ့မောင်ကသူ့ထံမလာတာဖြစ်ပါတယ်ဆိုပြီးတော့ဒါကြောင့်ဒီသခိုးကိုလှုပ်ပေးပါဆိုပြီးငွေ1000တော့လက်ထုတ်ခိုင်းလိုက်တယ်မြို့ဆောင်ကလည်းအကြောင်းပြန်လိုက်တယ်ဒီသခိုးဟာမြို့မှာထင်ရှားတဲ့သခိုးဖြစ်တယ်ဒါကြောင့်မတတ်လို့တော့မဖြစ်ဘူးအကယ်၍ယောက်ျားအစာတတ်ဖို့ရန်အစာတယောက်သာရခဲ့မယ်ဆိုလို့ရှိရင်တော့ဒီသခိုးကိုလုံခြုံထားတဲ့မှာထည့်ပြီးတော့တင့်အင်ကိုညဘက်တိတ်တဆိတ်ပို့ပေးမယ်ဆိုပြီးအကြောင်းပြန်လိုက်ယတနာပေါ်ခြင်းတော့ဘာဖြစ်လာလဲဆိုတော့တထေသားတယောက်ရှိတယ်ဒီတထေသားကလည်းဒီပြည်သာမကိုပဲတန်းတန်းဆွဲဖြစ်နေ့တိုင်းအတပြား1000ပေးပြီးတော့ဒီပြည်သာမနဲ့လာပြီးပြောပါတယ်အချိန်တန်တော့ညဘက်ရောက်လာပြန်ပြီငွေ1000လည်းပါလာတဲ့အခါမှာဒီပြည်သာမကမိမတို့ရဲ့မာယာနဲ့သူကငိုပြလိုက်တဲ့အခါအကျိုးကြောင့်တထေသားကလည်းမေးတဲ့အခါသခိုးဟာသူ့ရဲ့မောင်ရင်းဖြစ်တယ်အကယ်၍များငွေ1000သွားပြီးပို့ပေးမယ်သူသာရှိမယ်ဆိုလို့ရှိရင်မြို့ဆောင်ကတော့ဒီသခိုးကိုလှုပ်ပေးမယ်လို့ပြောနေတယ်ခုငွေ1000ပို့ပေးမယ်လို့ရှာမရဖြစ်နေတဲ့အတွက်သူဝင်းနေပြီးငိုတဲ့အကြောင်းပြန်ပြီးပြောမာယာဟုတ်တယ်မလားအဲဒီလိုပြောလိုက်တဲ့အချိန်ကမှမင်းခေါင်းကတထေသားကလည်းဒီအမျိုးသမီးပြည်သာမအပေါ်မှာစွမ်းလန်းချက်ကအားကောင်းနေတော့ကဲသူပဲသွားပို့မယ်ဆိုပြီးတောင်းယူလိုက်တော့ကဲတင်ယူလာတဲ့ငွေ1000ကိုပဲယူပြီးသွားပို့ပေးပါဆိုခိုင်းလိုက်တော့မြို့ဆောင်ကလည်းငွေ1000ယူပြီးတော့အဲ့ဒီတထေသားကိုတစ်ဖက်နဲ့ဖမ်းဆီးထားလိုက်ပြီးတော့သခိုးကိုလုံယုံနဲ့ယထာတစ်ခုတည်းထည့်ပြီးတော့အဲ့ဒီပြည်သာမအိမ်ပို့ပေးလိုက်တယ်အဖေနဲ့အဲ့ဒီတထေသားကိုသုတ်တန်ထုတ်ပြီးတော့လဲလှီးတန်ခြင်းလျှော်ပြီးတော့တတ်ပလိုက်တယ်ကဲဒီလောက်နဲ့ပဲရကြဆိုနော်
သူကဘာပြောကြတယ်ဆိုတော့ရှင်သာယဟန်တစ်ချိန်ကအဲ့ဒီပြည်ကံမဒီခုသိရဲ့မယားဟောင်းဖြစ်တယ်တစ်ချိန်ကလက်ဖြတ်ခံရတဲ့တထေသားကြီးခုသင်လည်းဖြစ်တယ်အဲ့ဒါကြောင့်သင်ဒီမိမကိုအကြောင်းပြုပြီးတစ်ချိန်တုန်းကလက်ဖြတ်ခံခဲ့ရဘူးတယ်လို့ဟောပြီးတဲ့အခါမြတ်စွာဘုရားဒီထိုယံကိုဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဆိုတဲ့သစ္စာ၄ရပ်နဲ့ဆက်တဲ့တရားစကားများဆက်လက်ဟောကြားတော်မူလိုက်တဲ့အခါဒေသနာဆုံးသွားတဲ့အခါထိုယဟန်ဒီသောတပတိဖို့လို့ရောက်သွားတယ်။ဦးဇင်းကဒီချက်ကိုစဉ်းစားကြည့်တယ်ဒီထက်ဂုဏ်တစ်ပါးဖြစ်တဲ့ဘုန်းကြီးလူတွေလည်းပါခြင်းပါမှာနော်။အဲဒီဘုန်းကြီးလူတွေဦးဇင်းတို့ကဒီလက်ဆက်ခံရတဲ့ထုံးကိုဦးဇင်းတို့ကဟောမပြနိုင်လို့နဲ့တူပါတယ်သူတို့ကခဏခဏပြန်ပြီးလူထွက်နေကြတယ်ဟုတ်တယ်မလား။အကယ်၍သာလက်ဆက်ခံတဲ့ထုံးကိုဦးဇင်းတို့မြတ်စွာဘုရားတို့ကဟောပြနိုင်မယ်ဆိုရင်ဒီပုဂ္ဂိုလ်တွေလည်းသာသနာပေါ်မှာမြဲကောင်းမြဲမလားမပြောတတ်ဘူးနော်။အဲ့ဒါဒီမှာပြောလို့ရင်ကတော့ခဏကအင်္ဂလိပ်6ပါးဆိုတဲ့တရား6ပေါက်မှယိုစီးနေတဲ့အနာကြီး6ခုမှယိုစီးနေတဲ့ကိလေသာတဏှာရည်တွေကိုပယ်ပြောက်သွားရေးအတွက်ဘာလုပ်ရမလဲထိုအနာတွေမှာဝိပဿနာကုသိုလ်စိတ်ဆိုတဲ့ခြေလေးတွေထည့်ပြီးတော့တတိတိဟုသောပါဠိနဲ့မြင်မြင်စီးပေးပါအဲ့ဒီလိုစီးပေးခဲ့မယ်ဆိုလို့ရှိရင်တော့သာသနာပေါင်းမှာမဲ့ညာဖွညာရသည့်တိုင်အောင်ကြီးပွားတိုးတက်ပြီးသွားနိုင်တယ်အကယ်၍ပါတိစီးပြီးမပေးခဲ့ဘူးဆိုရင်ဒီသာသနာမှာမဲ့ညာဖွညာဘယ်နည်းမှမရနိုင်ဘူးလို့ဆိုလိုတယ်နော်အဲ့ဒါနဲ့ပတ်သက်လို့ဦးဇင်းတို့ထုံးလေးတစ်ခုထုတ်ပြမယ်ကုံမောပမသုတ်တန်ဆိုတဲ့သုတ်တန်လေးတစ်ခုရှိအဲ့ဒီသုတ်တန်လေးမှာမြတ်စွာဘုရားကလိတ်ကလေးနဲ့မြေခွေးကိုပုံပမာနှိုင်းပြီးဟောထားတယ်ဒီနေ့လိတ်တကောင်ခင်ကမြေကာနာမှာအစာရှာထွက်တဲ့အခါမြေခွေးတကောင်ကလည်းခင်ကမြေကမ်းမှာပဲအစာရှာထွက်တယ်သူတို့နှစ်ဦးခလန်းလန်းကပဲတူနဲ့တူတွေ့ကြတယ်တွေ့တဲ့အခါလိတ်ကလည်းမြေခွေးကိုမြင်လာတဲ့တပည့်နဲ့သူ့ရဲ့လက်နှစ်ဖက်ခြေနှစ်ဖက်ခေါင်းဆိုတဲ့အင်္ဂါ၅ခုကိုသူ့ရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့လိတ်ခုနဲ့ထည့်သွင်းလိုက်တယ်မြေခွေးကလည်းအနားရောက်တဲ့အခါဒီလိတ်ဒီအကယ်၍လက်တော်၎င်းခြေနှစ်ဖက်တစ်ဖက်တော်၎င်းလက်နှစ်ဖက်တစ်ဖက်တော်၎င်းအပြင်ထွက်ခဲ့မယ်ဆိုရင်ငါကြိုက်ခဲပြီးစားလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အနားမှာထိုင်ဆောင်တယ်။ဒါပြင်းနဲ့လိတ်ကလည်းအင်္ဂါ၅ခုကိုအပြင်မထုတ်ဘူး။အဲဒီလိုမထုတ်ဘဲနဲ့သူ့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့လိတ်ခွန်ထဲမှာပဲခြေသွင်းပြီးအမြဲတမ်းတတိနဲ့ငြိမ်နေတဲ့အတွက်ကြောင့်နောက်ဆုံးမြေခွေးကြီးစိတ်ပြက်ပြီးထွက်သွားရတယ်။ဟန်တို့အဲ့ဒီပုံပမာအတိုင်းပဲသင်္ချေသားတို့တဏ္ဍာမှာလဲသင်္ချေသားတို့ကိုအမြဲမပြတ်စောင့်ပြီးနေတဲ့ကိလေသာမန်စစ်တီတွေရှိတယ်။မြေခွေးနဲ့တူတဲ့ကိလေသာမန်စစ်တီတွေကသင်္ချေသားတို့ကိုမျက်စိဆိုတဲ့အပေါက်နားဆိုတဲ့အပေါက်နှာခေါင်းဆိုတဲ့အပေါက်လျှာဆိုတဲ့အပေါက်ကိုယ်ဆိုတဲ့အပေါက်အဲ့ဒီမနှောဆိုတဲ့အပေါက်အဲ့ဒီအပေါက်ကြီး6ပေါက်ကဘယ်အပေါက်ကများငါဝင်ခွင့်ရမလဲဘယ်နေရာကနေပြီးတော့တင်တို့ကိုတည်ကြည်ပြည့်စည်သွားအောင်ကြိုက်ခဲစားရမလဲဆိုပြီးအမြဲတမ်းဆောင်ဆိုင်နေကြတယ်။ဒါကြောင့်သင်္ချေသားတို့ဒီအင်္ဂလိပ်6ပါးကိုဆောင်ပြီးကြပါလိတ်ဒီမိမိရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့လိတ်ခွန်ထဲမှာမိမိရဲ့အင်္ဂါ၅ခုကိုခြေသွင်းထားတဲ့အတွက်မြေခွေးဆိုတဲ့ဘေးရန်မှလွတ်မြောက်သလိုသင်္ချေသားတို့လည်းမိမိတို့ရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကမ္မထအာယုံတစ်ခုခုဆိုတဲ့ကိုယ်ပိုင်လိတ်ခွန်ထဲမှာမိမိရဲ့စိတ်ကလေးကိုသွတ်သွင်းပြီးအမြဲထားကြပါအဲ့ဒီလိုထားမယ်ဆိုရင်တော့ကိလေသာဒီဟူသောမြေခွေးတို့ရဲ့ကြိုက်ခဲစားခြင်းဘေးမှသင်္ချေသားတို့လွတ်လိမ့်မယ်ဆိုပြီးအဲ့ဒီသုတ်တံလေးဆက်ထားတယ်နော်ဒါကြောင့်ဒီကိလေသာရန်သူတွေမဝင်နိုင်အောင်မလုပ်ရမလဲမိမိတို့ရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကမ္မထအာယုံတစ်ခုခုထဲမှာစိတ်အမြဲတမ်းသွတ်သွင်းပြီးထားရမယ်ကမ္မထအာယုံဒီမိမိတို့နှစ်သက်တဲ့ကမ္မထကျူပွားနိုင်ပါလေနော်ဘယ်ကမ္မထအာယုံထဲမှာပဲဖြစ်ဖြစ်မိမိရဲ့စိတ်ကိုငြိမ်နေအောင်သွတ်သွင်းထားနိုင်မယ်ဆိုလို့ရှိရင်တော့ကိလေသာတိဟုသောမြေခွေးတို့ရဲ့ကြိုက်ခဲစားတဲ့ဘေးဓာတ်မှာလွတ်ကင်းနိုင်တယ်ထုံးလေးတစ်ခုထောက်ပြမယ်ဦးဇင်းတို့အိန္ဒြိယသံဝရသီလကမှာအဲ့ဒီမထေကြီးအကြောင်းလာတယ်မဟာတိတ်တမထေစေရိယပပ္ပရတောင်မှာနေတယ်သူကစေတိယတောင်မှာနေတယ်စေရိယတောင်ကနေပြီးတော့မနေ့စောစောအနုရာဒမြို့တဲ့သို့မထေကြီးကဆုံးခံကြွလာတယ်ဆုံးခံကြွလာတဲ့အချိန်ခါမှာဒီမထေကြီးကမူလဘာကမ္မထအထုတ်တဲ့မထေကြီးတယ်ဆိုတော့သူကအဋ္ဌိကပညာလို့ခေါ်တဲ့အယုစုကမ္မထကိုအထုတ်တဲ့မထေကြီးဖြစ်ပါတယ်အယုစုကမ္မထကိုသူကအထုတ်လိုက်တဲ့အခါပထမဇန်ရထိုပထမဇန်ကိုအခြေခံပြီးတော့ဇန်အင်္ဂါတွေကိုသူကသိသိတယ်ဇန်အင်္ဂါတို့ရဲ့မိယာဖြစ်တဲ့ဟရိယဝတ္ထုယုတ်တရားတွေကိုလည်းသိသိတယ်6ဌာနမှာရှိနေတဲ့ယုတ်တရားနံတရားခန္ဓာ၅ပါးတို့ကိုလည်းဟုတ်တိုင်းမှစွာသိအောင်သိသိတယ်အကြောင်းတရားတွေကိုလည်းဟုတ်တိုင်းမှစွာသိအောင်သိသိတယ်အကြောင်းတရားတွေကထုံခန္ဓာ၅ပါးတို့ရဲ့အနိစ္စဒုက္ခအနတ္တကိုလည်းသူကဝိပဿနာရှုနေကြမထေကြီးဖြစ်တယ်နော်
သူရဲ့သွားတဲ့လမ်းကအဋ္ဌိကတင်ညာလမ်းကနေသူကသွားတယ်နော်အဲ့ဒီလိုဝိပဿနာရှုပြီးဆုံးခံသွားရင်လည်းဒီတိုင်းမှာအဋ္ဌိကတင်ညာကိုသူကနှလုံးသွင်းပြီးဝိပဿနာရှုသွားတယ်သွားတဲ့အချိန်ကမှအဲ့ဒီနေ့အမျိုးသမီးတယောက်အနုရာဒမျိုးတွေကနေပြီးတော့အိမ်ကဒကာကြီးနဲ့သူကစိတ်ဆိုးအိမ်ရှင်ယောက်ျားနဲ့စိတ်ဆိုးရံဖြစ်ပြီးတော့အနုရာဒမျိုးကနေသူကထွက်လာတယ်ထွက်လာတဲ့အခါသူကဘယ်ပုံပဲနည်းထွက်လာလဲဆိုရင်တော့ဒေဝကညာဝိယတဲ့စာထဲမှာတော့ပြထားတယ်နတ်သမီးတမြလှပအောင်ပြင်ဆင်ပြီးတော့ဝတ်ကောင်းစားတာတွေဝတ်ပြီးတော့သူကအနုရာဒမျိုးကထွက်လာတယ်ထွက်လာတဲ့အခါဒီမထေကြီးနဲ့လမ်းခုလတဏှာမှာဆုံရတယ်ဆုံတဲ့အခါအမျိုးသမီးကနေပြီးတော့ဒီမဟာတိတ်တကိုတော်ကြီးအပေါ်နဲ့ဟောက်ပြန်တဲ့စိတ်ကလေးပေါ်လာတာနဲ့ခလန်းလန်းကနေသူကအတန်ပြုတ်ပြီးရေလိုက်တယ်အဲ့ဒီလိုရေလိုက်တဲ့အခါမှာမထေကြီးကလည်းအဋ္ဌိကတင်ညာကိုနှလုံးသွင်းရရှိနေတဲ့အတွက်ကြောင့်ဘာဖြစ်လာတယ်ဒီအမျိုးသမီးရဲ့သွားကိုသူကဖမ်းပြီးစိုက်လိုက်တဲ့အခါအဋ္ဌိကတင်ညာတစ်ခုလုံးပေါ်လာတယ်နော်တစ်ခုလုံးအဋ္ဌိကတင်ညာပေါ်လာတယ်ဘယ်ပုံပဲနည်းပေါ်လာလဲဆိုတော့သွားကအယိုးပါပဲနော်အဲ့ဒီအယိုးကိုဖမ်းဆိုင်တဲ့အခါဒီကုလုံးအမျိုးသမီးကိုသူမတွေ့တော့ဘူးအယိုးတွေပဲသွားတွေ့တယ်အဲ့ဒီအယိုးတွေကိုပဲဖမ်းပြီးဆက်လက်ပြီးတော့အာယုံစုဆိုင်ပြီးရှုလိုက်တဲ့အခါပထမဇန်ရအဲ့ဒီပထမဇန်ကနေပြီးတော့ခုနကပြောခဲ့တဲ့အတိုင်းယုတ်တရားနံတရားတွေကိုသိသိအကြောင်းတရားတွေကိုသိသိပြီးဝိပဿနာရှုပွားတော်မူလိုက်တယ်ရှုပွားလိုက်တဲ့အဲ့ဒီကိုတော်ကြီးဘာဖြစ်သွားလဲသတ္တတန္တတိကံဒိဋ္ဌဝပုဗ္ဗတင်ညမနုဿရိတထေဝသောထီတော်ထီရောအရဟတမပါပုနိအရဟတံအပါပုနိတတ္တာထုအမျိုးသမီးဤတန်တတိကံသွားယောကိုဒိဋ္ဌဝမြင်တွေ့ကြရသည်ရှိသောပုဗ္ဗတင်ညာရှိနေရအဖုသောအဋ္ဌိကတင်ညာကိုအနုတ္တရိနှလုံးသွင်းခဲ့လေပြီအမျိုးသမီးသွားမြင်လိုက်တာနဲ့အဋ္ဌိကတင်ညာကိုဖမ်းပြီးနှလုံးသွင်းလိုက်တယ်အဲ့ဒီလိုနှလုံးသွင်းပြီးတော့ဘာဖြစ်လာလဲတထေဝထိုနေရာ၌ပင်ထီတော်ယက်တိလျက်ရှိသောသောထေတော်ထိုမထေကြီးသည်အရဟတံအရဟတဖို့သို့အဘပူနိရောက်ရှိတော်မူလေသည်အဲ့ဒီနေရာလေးမှာပဲဇံကိုအခြေခံပြီးတော့ယုံ nant တရားတွေကိုသိသိအကြောင်းတရားတွေကိုသိသိပြီးအနိစ္စဒုက္ခအနတ္တထင်အောင်မြင်အောင်ဝိပဿနာရှုပွားသုံးသပ်တော်မူလိုက်တာမတ္တရလျက်ယဟန္တာဖြစ်သွားတယ်အရဟတဖို့တိုင်အောင်ရောက်သွားတယ်နော်ဒီနေရာလေးမှာဝိပဿနာရှုလို့ရောက်တယ်ဒီလိုတော့မဟုတ်ဘူးနော်ရှေ့ထဲကဒီလမ်းကသူကသွားနေကြညာနော်အဋ္ဌိကတင်ညာကိုအမြဲနှလုံးသွင်းပြီးတော့ခန္ဓာ၅ပါးယုံ nant တရားတို့ရဲ့အနိစ္စဒုက္ခအနတ္တအချက်ကိုရှုနေကြဖြစ်ပါတယ်ဒါကြောင့်လွယ်လွယ်ကူကူရတယ်လို့မှတ်ကောင်းပြီဘာဖြစ်လာတယ်ဆိုတော့အရှင်ယောက်ျားကလည်းဒကမာကြီးဆင်းသွားတဲ့အခါနောက်ကနေလိုက်လာတယ်လိုက်လာပြီးတဲ့အခါမဟာတိတ်တကိုတော်ကြီးနဲ့လမ်းမှာပဲဆုံတယ်ဆုံတဲ့အခါကျတော့အရှင်ယောက်ျားကမေးတယ်အရှင်ဘုရားရှေ့မှာအမျိုးသမီးတယောက်များဆင်းသွားတာမတွေ့ဘူးလားအမျိုးသမီးကလည်းအဲ့ဒီအနုရာဒကနေပြီးတော့သူ့မိဘရထံပြန်လာပေါ့လို့နော်အမျိုးသမီးတယောက်မတွေ့ဘူးလားလို့မေးတဲ့အခါမဟာတိတ်တမထေရမြတ်ကြီးကဒီတကားကိုဘာပြောလဲနာဘိဇာနာမိအိဋ္ဌိဝပုရိသောဝါဤတောခတောအပိဇာအဋ္ဌိသင်္ကာတောခေစတေသမဟာပတိဟံဃာတိဤတောခတောဤနေရာမှသွား၍နေသောသူသည်ဣဋ္ဌိဝမိမ္မာဟု၍သော၎င်းပုရိသောဝါယောက်ျားဟု၍သော၎င်းနာဘိဇာနာမိမတိပေအပိဇာတကယ်စင်စစ်သောကဧတသင်္ကာအဋ္ဌိသင်္ကာတောဤအယိုးစုကြီးတစ်ခုသည်မဟာပတိလမ္မာကြီးပေါ်၌ဖြစ်စတေသွား၍နေပါပေ၏တကားတော့ဒီလမ်းမှာသွားနေတဲ့ပုဂ္ဂိုလ်ဟာယောက်ျားလားမိန်းမလားဆိုတာတော့ငါမသိလိုက်ဘူးတကယ်စင်စစ်တော့ငါသိတာကအယိုးလူကြီးတစ်ခုဒီလမ်းမကြီးပေါ်မှာသွားနေတယ်လို့ပဲငါသိပါတယ်ဆိုပြီးပြန်ဖြေလိုက်ဟုတ်တယ်အဲ့တော့ဒီသုတ်တံမှာဒီကိုတော်ကြီးရဲ့အထောက်ထားလေးမှာပြောချင်တာကတော့အင်္ဂလိပ်6ပါးကိုလုံခြုံအောင်အများအားစောင့်ကြည့်တယ်မိမိရဲ့ကမ္မထအာယုန်ထဲမှာကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကမ္မထအာယုံဆိုတဲ့လက်ခွန်ထဲမှာမိမိရဲ့စိတ်ကလေးကိုအမြဲတမ်းသွတ်သွင်းပြီးထားတယ်။အဲဒီလိုသွတ်သွင်းထားတဲ့အတွက်ကြောင့်ကိလေသာဖြစ်လောက်တဲ့အာယုန်နည်းနဲ့တိုက်ဆိုင်လာတဲ့အခါမှာကိလေသာမဖြစ်ဘဲသူ့ကိုဘာသာဖြစ်သွားလဲ။ဝိပဿနာဉာဏ်လေးသာဖြစ်သွားတယ်။ဉာဏ်တရားတွေရသွားတယ်ဝိပဿနာဉာဏ်လေးသာဖြစ်သွားတယ်။အဲဒါကြောင့်မိမိတို့လည်းမြေခွေးကိလေသာတည်းဟူသောမြေခွေးတွေကိုအကြိုက်မခံနိုင်ကြဘူးဆိုလို့ရှိရင်မဟာတိတ်တမထေကိုတော်မြတ်ကြီးကဲ့သို့မိမိတို့ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ကမ္မထအာယုံတစ်ခုကိုတည်းမှာမိမိတို့ရဲ့စိတ်ကလေးကိုအမြဲတမ်းသွန်သွင်းပြီးထားကြပါကဲဒီနေ့ညဒီလောက်နဲ့ပဲတော်ပြီးကျန်တဲ့အင်္ဂါရပ်တွေကိုနှစ်ဖန်ညကြမှာအပြီးဆက်နဲ့ဟောကြအောင်ဒီကိုအခြေခံရတရားဒေသနာတော်အရရတို့ကိုနာကြားရခြင်းဒီဟူသောဓမ္မသဝနာကုသိုလ်ကံစေတနာတို့ကြောင့်သင်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည်အိုခြင်းနာခြင်းသိခြင်းတို့၏ကိညာကုံရချုပ်ရခြင်းရဖြစ်သော
မဟာအတ္တင်ကတ္တနိဗ္ဗာန်ရွှေပြည်မြတ်ကိုချမ်းသာသောကိုခြင်းတရားလင်းမြန်သောအသိဉာဏ်တို့ဖြင့်လွယ်ကူစွာမျက်မှောက်ပြုရပါလိုကုန်သောဟု၍သုတောင်းပတ္ထနာပြုလိုက်ကြကုန်ရတည်း